ပါအရှင်ဖယားရွှေပလင်းနန်းကိုကြော်မြတ်တော်မူပါတရားရည်အမြိုက်စီတိုက်ကြွေးတော်မူပါအေးချမ်းရမြတ်နိဗ္ဗာန်လမ်းပြပေးပါဖယားမြတ်တော်အကျဉ်းစဉ်မြတ်တော်တရားကိုဟောကြားပေးတော်မူပါဖယားလက်စီပြောင်းမှုရှူကျူးကြောကတပေတော်မရူလျှောက်ထားဦးတင်ပနာဤလူရွာလူကပါပူပန်တော့ကကြောင်ကြပြအေးချမ်းရမျက်နှိမ်ပင်ရနိုင်ပါစေသောဆုတောင်း၍သာတောင်းတလျက်ပါအရှင်ဖယားရွှေပလင်းနန်းကိုကြွားမြတ်တော်မူပါတရားရည်အမြိုက်စီတိုက်ကြွေးတော်မူပါအေးချမ်းရမြတ်နိဗ္ဗာန်လမ်းပြပေးပါဖယားမြတ်တော်အကျဉ်းစဉ်မြတ်တော်တရားကိုဟောကြားပေးတော်မူပါဖယားလက်စေပြောင်းမှုရှူကျူးကြောကတပေတော်မရူလျှောက်ထားဦးတင်ပနာဆရာတော်ပြီးရန်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ပြီးရန်ကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဟောင်းတကူပြေလို့အသက်ရာကျိုးရှိပါစေဆရာတော်ပြီးရန်ကင်းပါစေကိုယ်ဆင်းရဲတွေကင်းပါစေစိတ်ဆင်းရဲတွေကင်းပါစေကိုယ်စိတ်နှလုံးရှင်ပြုံးနိုင်ပါစေဆရာတော်ကျမ်းမာချမ်းသာစေခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါယနေ့1389ခုနှစ်ပြာသူလပြည့်ကျော်6ရက်2026ခုနှစ်ဇန်နဝါရီလ8ရက်ဇာတာပတိနေ့မင်္ဂလာရှိလာသောညာချမ်းချိန်ကာလသမျှဝယ်တာရှိလေးမြို့ကျက်သည်ဆောင်ရွှေကုန်းစေတီတော်မြတ်ကြီးရင်မြင်တော်ပေါ်တွင်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တန်ခါမာနကဖွဲ့ဥက္ကဋ္ဌတန်လင်းမြို့မင်းကျောင်းဗမာပြန်စာတင်တကြီးဦးစီးဗရဏနာယကအဘိဓိစမဟာရတဂုရုအကမဟာပန္တိတအကမဟာတရမဇောတိကတစားဒေါက်တာဗရဏစန္ဒီမဟာပိဝန္ဒမဟာထေရှင်မြတ်ကြီးဓမ္မတရားတော်များနာယူကြည်ညိုခြင်းမင်္ဂလာအခမ်းအနားအစီအစဉ်များဖြစ်ပါသည်ဗျာအစီအစဉ်နံပါတ်1
နမောတတသုံးညရွဆိုဖျားရှိခိုး၏အခမ်းအနားကြီးအားဖွင့်လှစ်တော်မူကြခြင်းအစည်းအဝေးနံပါတ်2နိုင်ငံတော်သံဃာမာနာကဘွဲ့ဥက္ကဋ္ဌတန်လင်းမင်းတော်ပရမညာစာတင်တိုင်းကြီးဦးစီးဗရဏနာယကအဘိဓိစ္စမဟာရထဂုရုအကမဟာပန္တိတအကမဟာတရမဇောတိကရဇဒေါက်တာဗရဏစန္တိမာပိဝန်သာမာတိရှင်မြတ်ကြီးဓမ္မပရိသတ်များက5ပါးသီလခံယူစောင့်တည်ကြခြင်းအစည်းအဝေးနံပါတ်3ဆရာတော်ဘုရားကြီးကျမ်းမာရေးစေပရိသတ်များအလှငွေများပေးအပ်လှူဒန်းခြင်းအစည်းအဝေးနံပါတ်4နိုင်ငံတော်သံဃာမာနာကဥက္ကဋ္ဌဆရာတော်ဘုရားကြီးဒေါက်တာဗရဏစန္တိမာပိဝန်သာ၏တပည့်များမှဗုဒ္ဓရုပ်ပွားတော်များကိုပေးအပ်လှူဒန်းကြခြင်းအစည်းအဝေးနံပါတ်5နိုင်ငံတော်သံဃာမာနာကဘုဥက္ကဋ္ဌဆရာတော်ကြီးဒေါက်တာဗရဏစန္တိမာပိဝန်သာအရှင်သူမြတ်ကြီးကတရားရည်အမြိုက်ဆေးများတိုက်ကြွေးဟောကြားတော်မူခြင်းအစည်းအဝေးနံပါတ်6လူဒန်းမှုအစုစုတို့အတွက်ရေစက်သွန်းလောင်းအမြတ်တမ်းပေးဝေကြခြင်းနှင့်အစည်းအဝေးနံပါတ်9ယနေ့ညပြုလို့အပ်သောတရားပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့်ဗုဒ္ဓသာသနာစိရန်တိတ္တုသုံးညရွဆိုဆုတောင်း၍အခမ်းအနားကြီးအားရုပ်သိမ်းပေးတော်မူကြပါယံယောတိစွာဖြင့်လျှောက်ထားပန်ကြားအပ်ပါသည်ဖျားယခုကားတွင်စီစဉ်နံပါတ်1ရနမောတတသုံးညဆိုဘုရားတို့ရဲ့ခန္ဓာဖွင့်လှစ်မိဖြစ်ပါ၏ကြောက်တော်မူလာကြကုန်သောဆရာတော်တန်ခါတော်ရှင်များနှင့်တကွာအားလုံးကိုသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကနမောတတသုံးညဆိုဘုရားရှိခိုး၍အခမ်းအနားကြီးအားဖွင့်လှစ်ပေးတော်မူကြပါယံယောတိစွာဖြင့်လျှောက်ထားပန်ကြားအပ်ပါသည်ဖျားနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆက်လက်၍အစီအစဉ်ရ5ပါးသီလခံယူစောင့်တည်မိဖြစ်ပါသည်ဗျာသူပါ၍နိုင်ငံတော်သံဃာမာနာကဘွဲ့ဥက္ကဋ္ဌတန်လင်းမင်းကျောင်းတဲ့ကြီးဦးစီးဗရဏနာယကအဘိဓိဇအကမအဘိဇအာရဒဂုရုအကမဟာပန္တိတအကမဟာတရမဇောတိကရဇဒေါက်တာဗဒ္ဒနာစန္တိမာဘိဝန္ဒမာကြီးဗျာဘုရားတပည့်တော်များ5ပါးသီလချင်းမြင့်ပေးသနာတော်မူပါယံယောတိစွာဖြင့်လျှောက်ထားပါသည်ဗျာအာလုံးကုန်သောအဘိဓပေါင်းသူတော်ကောင်းတို့က5ပါးသီလခံယူစောင့်တည်နိုင်ရန်အတွက်ဩဃာတကရောကျိုးဖြင့်ညီညာဖြဖြရှိခိုးကြောကြပါကုန်စို့ခမညာဩဃာတဩဃာတဩဃာတကာယကဝစီကမနောကံသဗ္ဗဒောတခတိန်သောအပြည့်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဖရာယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယောအတိအလေးအမြတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ပူမျောမှန်လျှော့ကရောပါဤအရှင်ဘုရားအဂိခောပတနနာအဂောဤဘာဂောဟောတိအဂိမြတ်ဆုံးဖြစ်သောဘုရားတရားတန်ခါဟုဆိုအပ်သောယရဏသုံးပါး၌ပတနနာကြီးညိုကူစားပူဇော်ကြကုန်သောပုဂ္ဂိုလ်တို့ဟာအဂောအမြတ်ဆုံးဖြစ်သောဤဘာဂောကျိုးတရားသည်ဟောတိမုတ်ရှာမသွေဖြစ်နိုင်ပါမည်ဤသို့ကြံခံပါဠိလာရှိသည်နှင့်လျောညီစွာယနေ့ယခုတာချီလိမ့်မျိုးရွှေတကုံဇိတော်မြတ်ကြီးရှင်ပြန်တော်အတွင်၌ကျင့်ပပြုလုပ်အပ်သောဓမ္မပူဇာသဘင်စင်ကျင့်ပပြုလုပ်ကြရာယခုအချိန်ကာလ၌ရှေးဥစပနမအနေအားဖြင့်ဖယားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဟုဆိုအပ်သောယရဏမြတ်သုံးပါးနတ်တို့ကိုတုတ်ကရိုးကျိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောကြတဲ့တက္ကိစ္စကာရမပဏာမကုသိုလ်ကံစေရနာဖျားဖျားတို့ကြောင့်ယနေ့ယခုအချိန်ကာလမှာစ၍အလုံးသောတန်ဃာတော်ရှင်များများနှင့်တက္ကဝတရားဓမ္မပေါင်းသူတော်ကောင်းတို့ရဲ့တန်တ၌ဘေဥပအန္တရေရန်ဆွဲဟုသည်မြ
အနှောက်အယှက်ဟုသမျှသည်ကင်းစင်ပပျောက်ကြရလျက်မိမိတို့သည်အလိုရှိရတောင်းတအပ်သောအသက်ရှိခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကူအနုဘောကြီးခြင်းအစရှိတဲ့လောကီကောင်းကျိုးချမ်းသာမင်္ဂလာဖျားဖျားတို့နှင့်ဘဝတိုင်းပြည့်ပြည့်စုံစုံခံစားဆန်းစားကြရပြီးဖယားပစ္စေကဗုဒ္ဓအရိယာအစရှိသောသူတော်ကောင်းတို့၏ပြောစံရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမြတ်ကိုမဉ္ဇဉ်ဘုံဉဏ်ဖြင့်လင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေ အလိုရှိဗျာ အဟံဗန္တိ အဟံဗန္တိ တရဏိနတခ တိတရဏေနာသဟ သတိလံ ပင်စသီလံ ဓမ္မယာသာမိ ဓမ္မယာသာမိ နုသဟံကတဝါ နုဂဟံကတဝါ သန္တိချ သီလံဒေတာ ေဗန္တိ လေဗန္တိ တိယံပိ ဒုတိယံပိ တတိယံပိ တတိယံပိ ဟံဗန္တိ အဟံဗန္တိ တရဏိနတခ တိတရဏေနာသဟ သတိလံ ပင်စသီလံ ဓမ္မယာသာမိ ဓမ္မယာသာမိ နုဂဟံကတဝါ နုဂဟံကတဝါ သန္တိချ သီလံဒေတာ မေဗန္တိ မေဗန္တိ ယမဝဒမိတံဝတိထ အာမဗန္တိပါရှင်ဗျာ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ တိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိ ဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိ တတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိ တတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိ တရဏဂမနံပရိဘုံနံ အာမဗန္ဒီပါရှင်ဗျာ ဘာနာတိဘာဒံဝိရမဏိတိခာပဒံသမာဓိယာမိ ဘာနာတိပါဒာဝေရမဏိတိခာပဒံသမာဓိယာမိ သရှိတတဝါ တရှိတတဝါ တတ္ပံ မတ္တပါ သိခာဆောင်ပါမိ သိခာဆောင်ပါမည် အဒိနာဒါနာဝိရမဏိတိခာပဒံသမာဓိယာမိ အာဒိနာဒါနာဝေရမဏိတိခာပဒံသမာဓိယာမိ ဘိုင်ဥစ္စာ ဥပိုင်ဥစ္စာ ကိုဘာ မခိုးပါ သိခာဆောင်ပါမိ သိခာဆောင်ပါမည် အာမေတုမိစ္ဆာစာရဝိရမဏိတိခာပဒံသမာဓိယာမိ အာမေတုမိစ္ဆာစာရာဝေရမဏိတိခာပဒံသမာဓိယာမိ ညာအိညာ သူများအိမ်ယာ မာဘာ မမားပါ သိခာဆောင်ပါမိ သိခာဆောင်ပါမည် သာဝါဒဝိရမဏိတိခာပဒံသမာဓိယာမိ မုဒ္ဒဝါဒဝေရမဏိတိခာပဒံသမာဓိယာမိ သာလိညာ မုဒ္ဒလိန်ညာ ပြောပါ မပြောပါ သိခာဆောင်ပါမိ သိခာဆောင်ပါမည် သာမိရယမစ္ဆပမာဒဌာနာဝိရမဏိတိခာပဒံသမာဓိယာမိ သူရာမေရယမစ္ဆပမဒဌာနာဝေရမဏိတိခာပဒံသမာဓိယာမိ အယက်သေးစာ အယက်သေးသာ သုံးပါ မသုံးပါ သိခာဆောင်ပါမိ သိခာဆောင်ပါမည် ဓမ္မေပုံညံ ဣဒံမေပုံညံ ဓမ္မေသီလံ ဣဒံမေတိလံ ဘာနတ္တ နိဗ္ဗာနတ္တ စယော ပစ္စယော ဟောတု ဟောတု တရဏီနတပစ္စင်္ဂသီလံတာရုကံကတဝါဓမ္မံအပမဒီနတံပါတိထာ အာမဗန္ဒီပါအရှင်မြတ်ဆက်လက်၍အစီအစဉ်ရဆရာတော်ဘုရားကြီးထံကျမ်းမာရေးဆေးပရိသတ်ဘုရားလူတော်ငွေများလှူဒန်းမှာဖြစ်ပါတယ်။တာချီလေးမျိုး
စစ်ဗျူဟာအခြေချစစ်ဗျူဟာမှုနှင့်မြို့မိမြို့ဖများဌာနဆိုင်ရာများမှလှူဒန်းသည့်ဆေးပရိသတ်များအလှူတော်ငွေ1000ကျပ်ကိုလှူဒန်းမည့်အစီအစဉ်ဖြစ်ပါသည်ဗျာဒီအစီအစဉ်တွင်ခြေဥစွာတာရှိလေးမြို့စစ်ဗျူဟာဘွဲ့အခြေချစစ်ဗျူဟာမှုဘုံမူကြီးကျော်မင်းထွန်းတာရှိလေးမြို့အဆွေတော်မီနီမမိသားစုတီဟာသူရမမနီဇောတာဒရာဥတင်လိုက်ဥက္ကဋ္ဌမြို့မီလင်းရင်ဥဆောင်ကော်မတီတာရှိလေးမြို့ဟိုတယ်တာရှိလေးပိုင်ရှင်ဦးထွန်းနေဦးလူမှုထူးချွန်ပရမစစ်စီမံထူးချွန်တို့ကဆရာတော်ဘုရားကြီးဆက်ကလှူဒန်းပေးနိုင်ပါရနဲ့ဆရာတော်ဘုရားကြီးကိုစားဆရာတော်ဘုရားကြီးတပည့်ဖြစ်သူအဘဦးအေးတော်ကလက်ခံရယူပေးနိုင်ပါရန်လေးစားစွာဖြင့်တင်ပြလျှောက်ထားပန်ကြားပါသည်ဗျာကျပ်သိန်း1000ဖြစ်ပါသည်ဗျာဒါကြီးလေးမျိုးစစ်ဗျူဟာအခြေချစစ်ဗျူဟာမှုနဲ့မြို့မြို့ပါများဌာနဆိုင်ရာမှလူဒန်းသည့်စေပရိသတ်ပဲအလူတော်ငွေကျပ်သိန်း1000အားတောင်ရှိပုဂ္ဂိုလ်များကဆရာတော်ဘုရားကြီးတပည့်ဖြစ်သူတည်းပေးအပ်လူဒန်းနေတာဖြစ်ပါတယ်ခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးတော့ဘုရားရုပ်ပွားတော်များပေးအပ်လှူဒါန်းမိအစီအစဉ်ဖြစ်ပါတယ်နိုင်ငံတော်တန်ခါမန္နာကဘုဥက္ကဋ္ဌဆရာတော်ကြီးပိရိစ္ဆမာရဒဂုရုအကမနိဒာအကရမဇောတိကရဇဗဒနာစန္ဒီမာဘိဝန္ဒဆရာတော်ဘုရားကြီးအားအမှုထား၍တပိများဖြစ်ချသောအလူရှင်ဦးမျိုးအောင်ဇနီးတော်စာရှိဝင့်ဆွေအေဗာမီတာကုမ္ပဏီလီမိတက်မိသားစုနှင့်ညီမဒေါ်တန်တန်ဝင်းတို့ကလာဘမုန်ဤပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်တို့ကိုလှူဒန်းပေးနိုင်ပါရနှင့်တာချီလေးခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဝေသုံးရွှေဘုံစေတီတော်ဂောဘကအဖွဲ့ဥက္ကဋ္ဌဦးစောမြင့်အတွင်းရင်မှူးဦးဆိုင်ကျင်လေးတို့မှလက်ခံပေးပါရနှင့်ဂုဏ်ပြုမှတ်တမ်းတော်များပြန်လည်ပေးနိုင်ပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာ
လာဘမုန်ဒီပန်းမောင်းစုံဗုဒ္ဓရုပ်ပွားတော်များလှူဒန်းပေးမှာဖြစ်ပါတယ်သာဓုသာဓုသာဓုဆလေရန်ကုန်မြို့နေဦးစိုးနိုင်တော်သက်တမ်းမိသားစုတို့မှအလိုတော်ပြည့်ဗုဒ္ဓရုပ်ပွားတော်များကိုလှူဒန်းပေးပါရန်တာချီလေးခရိုင်ရဲတပ်ဖွဲ့မှဒုရဲမှူးကြီးနေမျိုးတရားသူတော်မနီဇောတာတရာဦးအောင်နိုင် 1G1 နဲ့ Lord Eagle Company နဲ့ရှိလိုကိုစေတီတော်ဂောဘကအဖွဲ့ဝင်တော်လှတော်မှလက်ခံပေးနိုင်ပါရန်ဖိတ်မှန်ကပြုအပ်ပါတယ်ခင်ဗျာသာဓုသာဓုသာဓုလူရှင်များခန္ဓာသိခံပေးပါခင်ဗျာအလူရှင်များခန္ဓာလေးသိခံပေးပါခင်ဗျာဆက်ပြီးတော့အလူရှင်များဖြစ်တဲ့ရန်ကုန်မြို့နေဦးစိုးလိုက်ဒေါ်သက်တမ်းမိသားစုတို့မှလူတော်ပြည့်ဗုဒ္ဓရုပ်ပွားတော်များကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးနိုင်အောင်ကိုဥပိုလ်လေးလူမှုထူးချွန်ပထမစစ် UBL ကုမ္ပဏီနဲ့ရှိလိုကိုစေတီတော်ဂောဘကအဖွဲ့ဝင်စံသိန်းတို့မှလက်ခံရယူပေးနိုင်ပါရန်ဖိတ်မှန်ကပြုအပ်ပါတယ်ခင်ဗျာလူရှင်များကဗုဒ္ဓဆင်းလူရုပ်ပွားတော်များလှူပြီးသည့်အခါတွင်အလှခံသည့်ပုဂ္ဂိုလ်များကဂုဏ်ပြုမှတ်တမ်းလွှာများကိုပြန်လည်ပေးရမှာဖြစ်ပါတယ်။ဤဂုဏ်ပြုမှတ်တမ်းလွှာများကိုရှိလိုကိုစေတီတော်ဂောဘကအဖွဲ့ဥက္ကဋ္ဌဦးစောမရနေပြီးတော့ပေးရပေးမှာဖြစ်ပါတယ်။သာဓုသာဓုသာဓုရွှေတကုံစေတီတော်ဂောဘကအဖွဲ့ဥက္ကဋ္ဌဦးစောမြင့်ကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးရပေးမှာဖြစ်ပါတယ်အလူရှင်များမှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးပါခင်ဗျာသာဓုသာဓုသာဓု
ဆက်လက်၍အစီအစဉ်ရနိုင်ငံတော်သံဃာမာနကဘွဲ့ဥက္ကဋ္ဌဆရာတော်ကြီးဒေါက်တာဗရဒစန္ဒီမာဘိဝန္ဒမာရီရှိသူမြတ်ကြီးကတရားရည်အေးအမြိုက်ဆင်းများတိုက်ကြွေးဟောကြားခြင်းဖြင့်ပေးတော်မူပါရန်ယုံကြည်စွာဖြင့်လျှောက်ထားအပ်ပါသည်ဖျားယနေ့သာသနာတော်နှစ်1560နဲ့9နှစ်ကောဇာတက္ကရာ1389ခုနှစ်ပြာသူလပြည့်ကျော်6ရက်ခရစ်နှစ်2026ခုနှစ်ဇန်နဝါရီလ10ရက်ကြာသပတေးနေ့ညချမ်းချိန်ကာလမှာတာချီလိတ်မြို့နယ်ကျက်တည်ဆောင်ရွှေတကုံစိတ်တော်မြတ်ကြီးပရဝုံတွင်၌ကျင်းပအပ်သောဓမ္မပူဇနီယတရားတော်ကိုပူဇော်တဲ့ပွဲသဘင်မှာဘုန်းကြီးအနေနဲ့ယနေ့ကြွားလာကြတဲ့သံဃာတော်ရှင်မြတ်များနဲ့တကွတရားတော်မှာပေါင်းသူတော်ကောင်းတို့အားမိမိတို့လိုက်နာကျင့်သုံးနိုင်ရန်အတွက်သီလသီတာအကုယာဆိုတဲ့ခေါင်းစဉ်ဖြင့်တရားဒေသနာတစ်ပုဒ်ကိုထွန်းနှုတ်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်တရားတော်ရဲ့ခေါင်းစဉ်ကသီလသီတာအကုယာတို့ဒီလိုလေးမှတ်ထားရမယ်နော်အဲ့တော့သီလသီတာအကုယာဆိုတဲ့တရားကိုမဟောခင်ရှေးဥစွာဘုန်းကြီးတို့မေတ္တာဘာဝနာများအလုံးစုပေါင်းပြီးတော့ပွားကြရမှာဖြစ်ပါတယ်မေတ္တာတရားပွားကြတဲ့အခါကလည်းကြတော့မေတ္တာရိုးရိုးပွားတာနဲ့သစ္စာပြုပြီးတော့ပွားတာနဲ့မတူပါဘူးသစ္စာပြုပြီးတော့ပွားတဲ့မေတ္တာကပိုပြီးတော့ထိရောက်မှုရှိတယ်ဒါကြောင့်မလို့မေတ္တာပွားတဲ့အခါမှာရှေးဥစွာသစ္စာပြုရသစ္စာဆိုတာဘာခေါ်တာလဲဆိုလို့ရှိရင်မှန်ကန်တဲ့စကားပြောတာကိုသစ္စာလို့ခေါ်တာပါပဲမိမိကောင်းတာလုပ်ထားရင်ကောင်းတဲ့အလုပ်ကိုအကြောင်းပြုပြီးတော့သစ္စာဆိုလို့ရှိရင်လည်းသစ္စာဖြစ်တာပါမကောင်းတဲ့အလုပ်ကိုလုပ်မိလို့ရှိရင်လည်းမကောင်းတဲ့အလုပ်လုပ်မိတဲ့အကြောင်းသစ္စာဆိုမယ်ဆိုရင်လည်းအဲ့ဒါသစ္စာစကားဖြစ်တာပါပဲအဲ့တော့သစ္စာဆိုတာကိုလှုပ်ထားတဲ့အလုပ်ကိုမှန်မှန်ကန်ကန်ပြောပြီးတော့အဋ္ဌံပြုတာကိုသစ္စာလို့ခေါ်တယ်အဲ့တော့ရှေးဥစွာဘုန်းကြီးတို့သစ္စာပြုရသစ္စာပြုတဲ့အခါကျတော့ဘာနဲ့သစ္စာပြုမလဲလို့ဆိုရင်လောကမှာအမှန်ဆုံးအနေအချင်းတော့ဘုရားတရားသံဃာလို့ခေါ်တဲ့ယရဏ၃ပါးဘုရားတရားသံဃာလို့ခေါ်တဲ့ယရဏ၃ပါးဟာလောကလူသားတွေအတွက်အကျိုးတရားတွေဖြစ်ထွန်းပေါ်ပေါက်အောင်ဆိုပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်တော်မူလာတဲ့တပြိုင်နက်တရားယရဏသံဃာယရဏဆိုတာလည်းဖြစ်ပေါ်ပြီးတော့လာတယ်ဒါကြောင့်လောကမှာအလုံးသောဝိနည်းတတ္တဝါတွေအတွက်အကျိုးတရားတွေဖြစ်ထွန်းပေါ်ပေါက်စေနိုင်တဲ့ဘုရားတရားသံဃာလို့ခေါ်တဲ့ယရဏ၃ပါးအဲ့ဒီယရဏ၃ပါးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့သစ္စာပြုပြီးတော့အခါကာလကြတော့မှအရာ10မျက်နှာမှာရှိတဲ့တတ္တဝါတွေကိုမေတ္တာဘာဝနာပွားကြရအောင်ဒါကြောင့်မလို့အလုံးပဲလှုပ်ချချီပြီးတော့တိုက်ဆိုကြပါမေတ္တာပွားရအောင်ဘုရားယရဏပွင့်ပေါ်လာတတ္တဝါများအကျိုးတရားယရဏပွင့်ပေါ်လာတတ္တဝါများအကျိုးသံဃာယရဏပွင့်ပေါ်လာတတ္တဝါများအကျိုးသစ္စာ၃ရပ်အစွမ်းတတ်ကြောင့်အရှိအယမှမြတ်တတံချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာ၃ရပ်အစွမ်းတတ်ကြောင့်အရှိတောင်အယမှမြတ်တတံချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာ၃ရပ်အစွမ်းတတ်ကြောင့်တောင်အယမှမြတ်တတံချမ်းသာကိုယ်စိတ်မြဲပါစေသ
သစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အနောက်တောင်ရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အနောက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အနောက်မြောက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်မြောက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အရှိမြောက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အောက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေသစ္စာသုံးရပ်အစွမ်းတတ်ကြောင့်အထက်အရမှမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေကဲအလုံးသာဓုခေါ်လိုက်ကြဒီနေ့တရားရဲ့ကောင်းစဉ်ကသီလတိတာအကုယလို့ဒီလိုလေးအမည်ပေးထားပါဒီကောင်းစဉ်လေးကိုဘုန်းကြီးကဘာဖြစ်လို့ပေးရတယ်လဲလို့ဆိုတော့ဘုန်းကြီးတို့ဝိသုဒ္ဓိမေအထထကျမ်းမှာသာသနေကုလပုဒ္ဒနာပရိဒ္ဓာနတ္ထိယံဝိနာလို့ဒီလားနဲ့ပတ်သက်ပြီးတော့မိတ်ဆိုထားတာလေးရှိတယ်မြတ်စွာဘုရားသင်္ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်အတွင်းမှာရှိနေကြတဲ့အာလုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့ဟာသီလနဲ့ကင်းပြီးတော့သီလမှာတပါးအခြားမိမိတို့အတွက်အာကိုရာဆိုတာမရှိဘူးသီလဒီတာမိမိတို့ရဲ့အာကိုရာအာထားရာအစစ်မှန်ဖြစ်ပါပေတယ်လို့ဒီလိုမိတ်ဆိုထားတာကိုကြည့်ပြီးတကားလားယနေ့သီလဒီတာအာကိုရာဆိုတဲ့ခေါင်းစဉ်ဖြင့်ဟောကြားပေးမှာဖြစ်ပါအဲ့တော့သီလဘာဖြစ်လို့အာကိုရာဖြစ်တယ်လဲလို့သီလရဲ့အဓိပ္ပာယ်လေးကိုနားလည်ပြီးတော့မိမိတို့သဘောပေါက်အောင်မှတ်ထားဖို့ဖြစ်ပါဘုန်းကြီးတို့သီလဆိုတဲ့သဘောတရားကတော့အခုဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်မှာရှိလာတဲ့သီလမဟုတ်ပါဘူးရှေ့ဘဝေဒနီရှေ့ပညာရှိတွေကစောင့်ထိန်လာခဲ့တဲ့သီလတရားပါပဲအဲ့ဒီသီလတရားကိုဘုန်းကြီးတို့အခုမြတ်စွာဘုရားသင်ကိုရောမြတ်ကြီးရဲ့သာသနာတော်အတွင်ကြတော့လဲဆက်လက်ပြီးတော့မိမိတို့စောင့်ထိန်ကြရအဲ့ဒီသီလတရားဟာဘယ်ပုဂ္ဂိုလ်ဒီစောင့်ထိန်တဲ့သီလတရားဖြစ်တယ်လေလို့ဒီလိုကြည့်လိုက်တဲ့အခါကလည်းကြတော့သီလတရားနဲ့ပတ်သက်လို့ဘုန်းကြီးတို့ရှေ့ပညာရှိများကလင်္ကာလေးတည်ကုန်းပြီးတော့ပြထားတာရှိပါတယ်သီလယရဏမြတ်တန်စာကတတ္တဝါကပင်မင်းစင်ရသာမပိုင်းခြားဘူး၄ပါးမျိုးနွယ်ကြီးငယ်မဆူရွယ်ပြိုရွယ်ရင့်စင်တိုင်းတင့်ဤဒီလင်္ကာလေးအမတန်မှတ်သားဖို့ကောင်းသီလယရဏခါမိမိတို့အတွက်ဘာနဲ့တူတယ်လဲဆိုရင်အမြတ်ဆုံးဖြစ်တဲ့ယရဏနဲ့တူတယ်လောကမှာမိမိတို့ပန်ဆင်တဲ့ယရဏဒီအမျိုးမျိုးရှိကြပါလေဇဝေယရဏဒီစသည်ဖြင့်အမျိုးမျိုးပေါ့လေအဲ့ဒီယရဏဒီထဲမှာဆိုလို့ရှိရင်အမြတ်ဆုံးကတော့သီလယရဏဟာအမြတ်ဆုံးပဲဒါမလို့သီလယရဏမြတ်ယရဏကတ
တ္တဝါခပင်မင်းစင်ရသာမပိုင်းခြားဘူးအဲ့ဒီအမြတ်ဆုံးဖြစ်တဲ့သီလယရဏလို့ခေါ်တဲ့သီလတရားကိုစောင့်ထိန်ကြဖို့ဆိုတာကတတ္တဝါခပင်မင်းစင်ရသာမပိုင်းခြားဘူးမင်းမဒီသီလကိုစောင့်တည်ရမယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေမှဒီသီလကိုစောင့်တည်ရမယ်တထေးတရွယ်တွေဖြစ်မှဒီသီလကိုစောင့်တည်ရမယ်လို့ဒီလိုបញ្ညတာမရှိပါဘူးအဲ့တော့ဘယ်လိုပုဂ္ဂိုလ်တွေစောင့်ထိန်တဲ့တယ်လဲဆိုတော့၄ပါးမျိုးနွယ်အမျိုး၄ပါးလုံးစောင့်ထိန်တဲ့ပါလေနော်မင်းအမျိုးတွေလည်းစောင့်ထိန်လို့ရပုံနာအမျိုးတွေလည်းစောင့်ထိန်လို့ရတထေးတကြွယ်အမျိုးတွေလည်းစောင့်ထိန်လို့ရရှင်ရသာအမျိုးနွယ်တွေဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းစောင့်ထိန်လို့ရတဲ့သီလတရားဖြစ်ပါလေအဲ့ဒါလိုအမျိုးလေးပါလုံးစောင့်ထိန်လို့ရတဲ့သီလဖြစ်တော့အသက်အရွယ်အချင်းကကိုရှိတဲ့ပုဂ္ဂိုလ်တွေမှစောင့်ထိန်သင့်သလားငယ်တဲ့ပုဂ္ဂိုလ်တွေကမစောင့်ထိန်သင့်ဘူးလားဆိုတော့ကြီးငယ်မဆိုးတဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းစောင့်ထိန်လို့ရတယ်အသက်ငယ်တဲ့ပုဂ္ဂိုလ်တွေလည်းစောင့်ထိန်လို့ရနော်နောက်ဆက်ပြီးတော့မိတ်နဲ့ရွယ်ပြိုရွယ်ရင်စင်တိုင်းတင့်ဤရွယ်ပြိုတဲ့ပုဂ္ဂိုလ်တွေဆိုတော့နှုတ်ပြိုတဲ့ပုဂ္ဂိုလ်တွေရွယ်ရင်ဆိုတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ့အသက်ရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေစောင့်ပြီးလေတင့်တယ်တာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေစောင့်ပြီးလေတင့်တယ်တာဒါမှမဟုတ်သီလတရားဆိုတာမိမိတို့ရဲ့အာကိုရာဖြစ်တဲ့အတွက်ကြောင့်အမျိုး၄ပါးလုံးနဲ့စောင့်တည်တဲ့နဲ့အသက်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေလည်းစောင့်တည်တဲ့နဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေလည်းစောင့်တည်တဲ့နဲ့လို့ဒီလိုမှတ်ထားရမယ်နော်အဲ့ဒါကိုဘုန်းကြီးတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းမိန့်တာရှိပါဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိပြည်စီတွန်ကျောင်းမှာတရင်သုံးတော်မူတဲ့အခါကာလကြတော့နတ်သားတစ်ယောက်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလာပြီးတော့မိမြန်းလျှောက်ထားတယ်ကိဉ္တုယာဝစရာတာတုဘုန်းတော်ကြီးတော်မူတဲ့မြတ်စွာဘုရားအိုသည့်အခါကာလတိုင်အောင်ကောင်းတဲ့တရားဟာဘယ်လိုတရားမျိုးများဖြစ်ပါသလဲဘုရားလို့နတ်သားကဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလျှောက်တယ်လောကမှာအကောင်းဆုံးအိုသည့်အခါကာလတိုင်အောင်အကောင်းဆုံးဖြစ်တဲ့တရားဟာဘယ်လိုတရားမျိုးဖြစ်နိုင်ပါမလဲလို့နော်ငယ်တဲ့အခါနေပြီးတော့အိုတဲ့အခါကာလတိုင်အောင်ကောင်းတဲ့တရားဟာဘယ်လိုတရားမျိုးများဖြစ်နိုင်တယ်လဲလို့ဆိုတဲ့အကြောင်းသိခြင်းလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလျှောက်တယ်ရှောက်တော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်ပါတယ်သီလံယာဝစရာတာတုနတ်သားကြီးလောကမှာအသက်ရွယ်ငယ်စီကနေစပြီးတော့အိုတဲ့ခါကလတယောင်ကောင်းတဲ့တရားကတော့သီလတရားပဲသီလတရားဟာအကောင်းဆုံးပဲနော်လောကအနေအချင်းတော့မိမိတို့ငယ်တဲ့ပုဂ္ဂိုလ်တွေလည်းငယ်တဲ့အလျောက်အဝိဇ္ဇာတွေဝကြတာရှိတယ်အစင်းတန်စာတွေစင်ရတာတွေအမျိုးမျိုးတွေရှိတယ်အဲ့ဒါလိုငယ်တဲ့အခါဝတ်ကြတဲ့အဝတ်တွေအစင်းတန်စာတွေကိုအသက်ရွယ်ကြီးလာတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဝတ်စားတွေဝတ်မယ်ဆိုရင်မတင့်တယ်ကြဘူးကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့အဝတ်စားတွေအစင်းတန်စာတွေကိုငယ်တဲ့ပုဂ္ဂိုလ်တွေဝတ်ပြန်တော့လေတင့်တယ်မှုဆိုတာမဖြစ်ဘူးနော်ကဲ့ရဲ့ပဲဖြစ်တာပေါ့သီလတရားကြတော့ရွယ်ပြိုရွယ်ရင်စင်တိုင်းတင့်တယ်လို့ဆိုတဲ့အတိုင်းပဲအသက်အရွယ်ငယ်ငယ်နဲ့သီလတရားဆောက်တည်တဲ့တင့်တာကြီးတဲ့ပုဂ္ဂိုလ်တွေသီလတရားဆောက်တည်လဲတင့်တယ်အမတန်ကောင်းပါလေလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမိတ်အဲ့လိုမိတ်တော်မူတဲ့ဒေသနာရှိသည်နည်းအညီသီလတရားဟာမိမိတို့အတွေ့အသက်ကြီးမှဆောက်တည်ရတဲ့သီလတရားမဟုတ်ဘူးအသက်အရွယ်ငယ်ငယ်နဲ့လည်းပဲဆောက်တည်လို့ရတဲ့သီလတရားဆောက်တည်လို့ရှိရင်မိမိတို့အတွက်အမတန်အကျိုးများစေနိုင်တဲ့သီလတရားလို့ဒီလိုအာယုံပြုပြီးတော့မိမိတို့အတွက်အာကိုရာဖြစ်တဲ့သီလတရားကိုရိုးရိုးသေးသေးလေးလေးစားစားဖြင့်ဆောက်တည်နိုင်ဖို့ရန်အတွက်ဘုန်းကြီးကသီလအကြောင်းကိုသဘောပေါက်အောင်ဒါလေးဟောကြားပြမှာဖြစ်ပါတယ်
အဲ့တော့တီလာဆိုတာဘာဖြစ်လို့တီလာလို့ခေါ်တယ်လဲတီလာရဲ့အဓိပ္ပာယ်လေးရှင်းဥစွာသိဖို့လိုအပ်တာပေါ့တီလာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကျမ်းဂန်ကြီးကဖွင့်ပြတမာဒါနံဝါဥပဒါရဏံဝါတမာဒါနံဝါကောင်းစွာစောင့်ထင်းအပ်တဲ့အတွက်ကြောင့်လေတီလာလို့ခေါ်တယ်ကောင်းစွာစောင့်ထင်းအပ်တဲ့အတွက်ကြောင့်တီလာလို့ခေါ်ဘာတွေကိုစောင့်ထင်းရတာလဲလို့ဆိုတော့မိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ကာယကံမှုဝစီကံမှုတွေကိုတိမ့်သိမ့်ဆောင်ရှောက်ရတဲ့သဘောတရားကိုတီလာလို့ခေါ်တယ်နော်ကာယကံဝစီကံဒီဖယုဖယကိုယ်ယူကာယမဖြစ်အောင်မိမိတို့ကတီလာတရားနဲ့ဆောင်ထင်းကြတီလာတရားနဲ့ဆောင်ထင်းကြတဲ့အခါကျတော့ကာယကံနဲ့ပတ်သက်လို့ပြုလုပ်ရမယ့်အလုပ်တွေလည်းပဲမိမိတို့မလုပ်ဖြစ်တော့ဘူးပေါ့ရှောင်ကျင်လို့ရငါတီလာတရားစောင့်တည်ထားတယ်နှုတ်ကပြောဆိုတဲ့ဝစီကံနဲ့ပတ်သက်လို့ပြောဆိုမှုတွေလည်းပဲကြမ်းကြမ်းတမ်းတမ်းနေမပြောဆိုတော့ဘူးပေါ့ငါတီလာတရားစောင့်တည်ထားတယ်ပြောလို့မဖြစ်ဘူးမုဒ္ဒဝါဒဝေရမဏိတိခါပဒံတမာတိယာမိမူသားလင်ညာပြီးတော့မပြောရဘူးလို့ငါစောင့်တည်ထားတာပဲဒါကြောင့်မကောင်းတဲ့မဟုတ်မမှန်တဲ့စကားတွေငါမပြောတော့ဘူးဆိုပြီးတော့ဝစီကံဝင်လေသူကစောင့်ထင်းလိုက်တယ်တောင်းမလို့ကာယကံဝစီကံလို့ခေါ်တဲ့ကံနှစ်ပါးကိုစောင့်ထင်းတတ်တဲ့အတွက်ကြောင့်တီလာလို့ခေါ်တယ်လို့တီလာရဲ့အဓိပ္ပာယ်ကိုရှေးဥစွာဒီလိုလေးတစ်ခုမှတ်ထားရနောက်ဥပဒါရဏဝါကုသိုလ်တရားတွေကိုဆောင်ပေးတတ်တဲ့အတွက်ကြောင့်လေတီလာလို့ခေါ်တယ်တီလာရဲ့အဓိပ္ပာယ်ကကုသိုလ်တရားတွေကိုဆောင်ပေးတတ်တယ်တဲ့တီလာကနော်မိမိတို့တီလာတရားဆောက်တည်လို့ရှိရင်မိမိတို့ရဲ့တန်တန်မှာကုသိုလ်တရားတွေဖြစ်တယ်ဘာကုသိုလ်တရားတွေဖြစ်တာလဲလို့ဆိုတော့ကာမဝဆရကုသိုလ်လို့ခေါ်တဲ့မာကုသိုလ်တရားတွေလည်းမိတဲ့တန်တန်ဖြစ်တယ်မဲကိုကုသိုလ်လို့ခေါ်တဲ့ကုသိုလ်တရားတွေလည်းမိတဲ့တန်တန်မှာဖြစ်နိုင်တယ်လောကုတ္တရာကုသိုလ်လို့ခေါ်တဲ့ကုသိုလ်တရားတွေလည်းဖြစ်နိုင်မိမိတို့စောင့်တည်တဲ့တီလာကိုအကြောင်းပြုပြီးတော့မဟာကုသိုလ်လို့ခေါ်တဲ့ကာမဝဆရကုသိုလ်တွေမေဃကုသိုလ်လို့ခေါ်တဲ့ကုသိုလ်တရားတွေလောကုတ္တရာကုသိုလ်လို့ခေါ်တဲ့ကုသိုလ်တရားတွေအဲ့ဒီကုသိုလ်တရားတွေကမိရဲ့တန်တန်မှာဖြစ်နိုင်တယ်တဲ့တီလာကိုအကြောင်းပြုပြီးတော့ဖြစ်တာနော်အဲ့တော့တီလာတရားကကုသိုလ်တရားတွေဖြစ်စေတယ်ကုသိုလ်တရားတွေဖြစ်စေတယ်ဆိုတာမိမိတို့ကတီလာဆောင်ထိန်လိုက်တဲ့အခါကျတော့တီလာကိုအကြောင်းပြုပြီးတော့တီလာဆောက်တည်ပြီးတော့ဒါနကုသိုလ်တွေပြုလုပ်တယ်ဆိုကြပါစို့နော်ယခုလိုလှူတဲ့တန်းတယ်ဆိုတဲ့ဒါနကုသိုလ်တွေပြုတယ်ဒါနကုသိုလ်တွေပြုတဲ့အခါကျတော့မိရဲ့တန်တမှာအဲ့ဒီဒါနကုသိုလ်ဆိုတဲ့ကုသိုလ်တရားကဘာကုသိုလ်လဲဆိုလို့ရှိရင်ကာမဝဆရကုသိုလ်အဲ့ဒီကာမဝဆရကုသိုလ်ကလည်းမနဲ့မာကုသိုလ်စိတ်ပေါ့ဒါမှမဟုတ်မဟာကုသိုလ်အဲ့ဒီကုသိုလ်ကိုမဟာလို့ဝိသေသနာလေးတတ်ထားတယ်နော်ဒါလေးတတိပြုရမယ်မာကုသိုလ်အဲ့ဒီသီလတရားစောင့်တည်ထားလို့ရှိရင်လောကုတ္တရာအေကုကုသိုလ်လို့ခေါ်တဲ့ဇန်တရားတွေလည်းမိရဲ့တတမှာဖြစ်နေရူပဝဆရဇံအရူပဝဆရဇံလို့ခေါ်တဲ့ကုသိုလ်အဲ့ဒါကြတော့မေကုကုသိုလ်လို့ခေါ်ရအဲ့ဒီကုသိုလ်တရားကြတော့မဟာမပါဘူးနောက်တစ်ခါသီလတရားကိုအကြောင်းပြုပြီးတော့မိမိတို့ဆက်လက်ပြီးတော့အစဉ်ဆက်ပေါ်လေသီလဒီစကသီလဝိတ္တုတိဖြစ်အဲ့ဒီကနေစိတ်တွေစင်ရစိတ်တဝိတ္တုတိဖြစ်အဲ့ဒီတဖြည်းဖြည်းစင်ကြယ်မှုတွေမိမိရဲ့တန်တန်ဖြစ်ပြီးတကလားဆက်ပြီးဝိပဿနာတရားတွေအထုတ်လိုက်မယ်ဆိုရင်လောကုတ္တရာကုသိုလ်လို့ခေါ်တဲ့မဉ္ဇဉ်ဒီလည်းမိရဲ့တန်တန်မှာဖြစ်နိုင်တယ်လောကုတ္တရာကုသိုလ်မှာလည်းမဟာလို့တတ်ထားတာမပါဘုန်းကြီးတို့ယခုမိမိတို့ပြုနေကြတဲ့ဒါနကုသိုလ်အဲ့ဒီကုသိုလ်ကြတော့ကာမဝဆရကုသိုလ်ကိုမဟာကုသိုလ်လို့ဘုန်းကြီးတို့အဘိဓမ္မာကျမ်းတရားပြဘာဖြစ်လို့မဟာကုသိုလ်လို့ကာမဝဆရကုသိုလ်တရားကိုမဟာဝိသေသနာလေးတက်ပြီးတော့မိတ်ဆွေကြရတယ်လေလို့ဆိုလို့ရှိရင်အဲ့ဒီဒါနစတဲ့ကုသိုလ်တရားတွေဟာအကျိုးတွေကိုများစွာပေးရတဲ့အတွက်ကြောင့်မဟာဆိုတဲ့ဝိသေသနာလေးတက်ပြီးတော့မဟာကုသိုလ်လို့ပြောတာနော်ဘုန်းကြီးတို့ဒါနစတဲ့ကုသိုလ်တရားတွေလုပ်တဲ့အတွက်ကြောင့်မိမိတို့မှာဘဝတန်တရာခီးလဲရတဲ့အခါကလည်းကြတော့တန်တရာခီးကျုံရတဲ့အခါကလည်းကြတော့
အဲ့ဒီဒါနကုသတိကမိမိတို့အတွေ့ကောင်းတဲ့ဒုက္ခတိဘုံဘဝလို့ခေါ်တဲ့လူဘုံနတ်ဘုံကြီးရောက်အောင်အဲ့ဒီဘုံဘဝတွေရောက်ပြန်တော့တဲ့မိမိတို့အတွက်စိစဉ်ဥစ္စာတွေနဲ့ပြည့်စုံအောင်စသည်ဖြင့်အဲ့လိုကြီးကျယ်တဲ့အကျိုးတရားတွေကိုပေးနိုင်တဲ့အစွမ်းတတ္တိရှိတဲ့ကာမဝဆရကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုမဟာကုသိုလ်လို့အဘိဓမ္မာကျမ်းများကဒီလိုပြဆိုကြတာနော်မေကွကုသိုလ်တွေကတော့မဟာမပေါင်းဇံကုသိုလ်တွေမြည့်တန်တန်ဖြစ်တဲ့ဇံတရားတွေဖြစ်တဲ့လောကုတ္တကုသိုလ်ရရင်မစိတ်တွေဖြစ်တယ်မစိတ်ဖြစ်ရင်သူကဖို့စိတ်ပြောင်းသွားခဏလေးပဲသူကတော့အဲ့ဒါလို့အဆက်ဆက်ကုသိုလ်တရားတွေကိုဖြစ်စေနိုင်တဲ့သဘောတရားရှိတဲ့အတွက်ကြောင့်လေသီလလို့ခေါ်တယ်လို့သီလရဲ့အဓိပ္ပာယ်ကိုဒီလိုလေးနှစ်မျိုးမှတ်ထားရနော်အဲ့တော့သီလတရားကိုအဲ့လိုစောင့်တည်လိုက်တဲ့အခါကလာကြတော့ဘုန်းကြီးတို့သီလတရားကဘယ်နှမျိုးရှိသလဲနော်စောင့်တည်ရတဲ့အခါကလာမှာကာလပရိယန္တသီလတဲ့ကာလအပိုင်းခြားပြုပြီးတော့စောင့်တည်ရတဲ့သီလဓာတ်မျိုးလည်းရှိတယ်နောက်အာပါဏကောတိကသီလတဲ့အသက်ထက်ဆုံးစောင့်တည်ရတဲ့သီလဆိုတာလည်းရှိဒီမြင့်သီလတွေကတော့အများကြီးပေါ့အဲ့ဒီအကြောင်းလေးတော့မပြောတော့မိမိတို့ ਨੇ လိုအပ်တာလေးကိုဘုန်းကပြောပြကာလပရိယန္တဆိုတာကာလအပိုင်းခြားလေးပြုပြီးတော့စောင့်တည်ရဥမာပြန်ဒီနေ့၅ပါးသီလမိမိတို့စောင့်တည်ကြဒီ၅ပါးသီလဆိုတာကတော့မိမိတို့အနေနဲ့ဒါနေဆသီလလို့လည်းခေါ်တာကိုအမြဲတမ်းလဲစောင့်တည်လို့ရဒါမလို့သူကနေဆသီလနောက်ဂရုဓမ္မသီလလို့လည်းသူ့ကိုခေါ်ဘာဖြစ်လို့တော့လေးလေးစားစားဖြင့်မကြိုးမပေါက်မပြောက်မကြားအောင်စောင့်တည်တဲ့အတွက်ကြောင့်ဒါဂရုဓမ္မသီလလို့ဒီလိုလဲ၅ပါးသီလကိုခေါ်လို့ရနော်နောက်တစ်ခါအရိယကန္တသီလအရိယာတွေနှစ်သက်တော်မူတဲ့သီလဖြစ်တဲ့အတွက်ကြောင့်အရိယကန္တသီလလို့လည်းသူ့ကိုခေါ်လို့ရတယ်ငါးပါးသီလနော်သူ့မှာနာမည်တွေအများကြီးပဲနောက်ဂဟထသီလလူပုဂ္ဂိုလ်တွေအမြဲမပြတ်စောင့်တည်ကျင့်သုံးအပ်တဲ့အတွက်ကြောင့်လေဂဟထသီလလို့ခေါ်ရတယ်အဲ့လိုစောင့်တည်ရတဲ့သီလဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသီလစောင့်တည်တဲ့နေရာမှာမိမိတို့ကနေတိုင်းစောင့်တည်ဖို့ရအခက်အခဲတွေရှိတယ်ဆိုလို့ရှိရင်ကာလပရိယန္တကာလအပိုင်းခြားလေးနဲ့စောင့်တည်တဲ့ရပါတယ်ကာလအပိုင်းခြားဆိုတာအခုဒုက္ခဓမ္မတွေတရားနာအခုမိမိတို့စောင့်တည်တဲ့၅ပါးသီလဒီ၅ပါးသီလကိုတို့တရားပွဲပြီးတဲ့အချိန်ကာလထိအောင်ပဲတို့စောင့်တည်မယ်လို့အဲ့ဒါလိုကာလတစ်ခုပိုင်းခြားပြီးတော့စောင့်တည်လို့ရှိရင်လေဒီသီလကမိမိရဲ့တဏ္ဍာသီလကုသိုလ်ဖြစ်တာတရားဝဲပြီးသွားလို့ရှိရင်ဒီသီလလေးမစောင့်တည်ခြင်းလို့ရှိရင်လည်းရတယ်ပေါ့နော်ဘုန်းကြီးတို့၈ပါးသီလတို့ကြတော့ပိုအရေးကြီးလာနော်ဝိကာလဘောဓနာသိက္ခာပုဒ်တွေနိစ္စကိတသိက္ခာပုဒ်တွေစသည်ဖြင့်ကျင့်သုံးဖို့ရာနည်းနည်းခက်ခဲတဲ့သဘောတရားတွေရှိလာအဲ့လိုရှိလာတဲ့အခါကလည်းကြတော့ယခုလိုအခမ်းအနားတွေလုပ်တဲ့အခါမှာ၈ပါးသီလယူကြတယ်ဆိုကြပါစို့ဟာဒီ၈ပါးသီလကြီးတို့ထိမ့်သိမ်းရမှာတနေ့လုံးထိမ့်သိမ်းလို့ဖြစ်ပါမလားတရက်လုံးထိမ့်သိမ်းလို့တို့ဖြစ်ပါမလားအဲ့ဒါလို့မဖြစ်နိုင်ဘူးဆိုရင်ကာလအပိုင်းခြားလေးနဲ့စောင့်တည်လို့ရတယ်ဒီအခမ်းအနားပြီးသည့်တိုင်အောင်နေ့ဆန္ဒနာကြီးတိုင်အောင်ညနေဗန္ဒနာကြီးထိအောင်ဒီသီလကိုစောင့်တည်ပါမယ်လို့အဲ့ဒါလို့အပိုင်းခြားလေးတစ်ခုမိမိတို့ကသတ်မှတ်ပြီးတော့စောင့်တည်မယ်ဆိုရင်လည်းပဲစောင့်တည်လို့ရတယ်လို့ဒီလိုမှတ်ရမယ်နော်အဘာနာကောတိကပရိကာလဆိုတာကတော့အသက်ထက်ဆုံးသူကစောင့်တည်တာဒီပုဂ္ဂိုလ်တွေကြတော့အမြဲတမ်းနော်နေတိုင်းလို့စောင့်တည်သွားတဲ့သီလမျိုးကိုအဘာနာကောတိကသီလလို့ခေါ်တယ်အဲ့ဒီသီလစောင့်တည်တဲ့အခါကာလကြတော့စောင့်တည်ပုံစောင့်တည်နည်းကလည်းနှစ်မျိုးရှိတယ်နော်တပေါင်းနဲ့စောင့်တည်တာရဲ့အစိတ်စောင့်တည်ရရဲ့လို့သီလစောင့်တည်တဲ့အခါမှာနှစ်မျိုးနှစ်စားစောင့်တည်လို့ရဘုန်းကြီးတို့အခမ်းအနားတွေလုပ်တဲ့အခါကျတော့နိုင်ငံတော်နဲ့ပတ်သက်တဲ့အခမ်းအနားတွေကြတော့သူအချိန်ကြီးသတ်မှတ်ချက်ရှိတယ်တဏှာကြီးအတွင်းပြီးအောင်လုပ်မယ်ဆိုရင်တဏှာကြီးအတွင်းပြီးအောင်လုပ်ကြတဏှာကြီးဝန်းနဲ့ပြီးအောင်လုပ်မယ်ဆိုရင်တဏှာကြီးဝန်းနဲ့ပြီးအောင်လုပ်ကြအဲ့တော့ဘုန်းကြီးတို့ဘာဖြစ်လို့သီလတရားကိုလည်းတိုးချင်းဖြင့်သီလယူနိုင်အောင်ဆိုပြီးတော့အပေါင်းလေးပြလိုက်တာပေါ့နော်
ငါးပါးသီလဆိုရင်လည်းပဲပြင်စသီလံတမာတိယာမနော်ငါးပါးသီလကိုစောင့်တည်ပါတယ်လို့ဒါစောင့်တည်လိုက်လို့ရှိရင်လည်းဒါငါးပါးသီလမိရဲ့တန်တန်တည်သွားတာဒါအပေါင်းအပြင်စောင့်တည်လို့ခေါ်တယ်ရှင်ပါးသီလလည်းထုံရင်လည်းကောင်းမယ်အထင်ကသမဏကတံဥပောထရသီလံတမာတိယာမအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့၈ပါးသီလကိုဒီပြောက်တို့စောင့်တည်ပါတယ်ဖေဟာဒီလိုစောင့်တည်လို့ရှိရင်လည်း၈ပါးသီလအမြရဲ့တန်တန်မှာတည်သွားတယ်ဒါအချင်းချုပ်စောင့်တည်တဲ့နီးလို့ဒီလိုခေါ်ရတယ်ဒါတော့မြန်တာပေါ့အချင်းကဟိုအကျယ်ဆိုတင်နေရင်9မိနစ်ကြာမယ်ဆိုရင်ဒီက2မိနစ်လောက်နဲ့ပြီးသွားအချိန်ကြီးအများကြီးရသွားတာပေါ့နော်အဲ့ဟောပြီအဲ့ဒါလို့ဘုန်းကြီးတို့အချင်းချုပ်အပြင်စောင့်တည်တဲ့အခါကျတော့ဘာထူးတယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီလိုအချင်းချုပ်စောင့်တည်ထားလို့ရှိရင်5ပါးစောင့်တည်တယ်ဆိုရပါစို့အဲ့ဒီ5ပါးကိုမိမိကမဆောင်ထိန်နိုင်လို့တပါးပြတ်သွားမယ်ဆိုရင်အကုန်လုံးပြတ်သွားရောသူက5ပါးရှိတဲ့ထဲကသီလတပါးကျိုးပြတ်သွားလို့ရှိရင်5ပါးလုံးတစ်ခါတည်းပြတ်သွားတယ်ဘာဖြစ်လို့မိမိကစောင့်ကြည့်ထားတာက5ပါးလုံးစောင့်ကြည့်ပါမယ်လို့ပေါင်းပြီးတော့သူကစောင့်ကြည့်လိုက်တာကိုအဲ့တော့တစ်ခုပြတ်သွားလို့ရှိရင်ကျန်တဲ့4ပါးအလိုလိုတော့သူပြတ်သွားနော်အဲ့ဒါလေးထူးတယ်ဟောတပါးကြီးတပါးကြီးစောင့်ကြည့်မယ်ဆိုရင်အစိတ်စိတ်စောင့်ကြည့်တာအခုနစောင့်ကြည့်တယ်လို့ပါဏာတိပါဒဝေရမဏိတိခါပဒံတမာတိယာမိအာဒိနာဒနဝေရမဏိတိခါပဒံတမာတိယာမိတပါးချင်း5ပါးလဲစောင့်ကြည့်10ပါးလဲတပါးချင်းစောင့်ကြည့်10ပါးအဲ့လိုတပါးချင်းစောင့်ကြည့်ထားတဲ့အခါကလည်းကြတော့မတော်တဆမိမိအနေနဲ့ပေါ့နော်ကျွလွန်ပြီးလို့ရှိရင်ပါဏာတိပါဒဝေရမဏိတိခါပဒံတမာတိယာမိစောင့်ကြည့်ထားတယ်ဒါပေမဲ့သူများအသက်မတော်တဆတတ်မိတယ်ဆိုပါဟာသူများတဲ့ငါတတ်မိသွားပြီဆိုရင်ပါဏာတိပါဒသိက္ခာပုဒ်ကတော့ကျိုးသွားပြက်သွားတာပေါ့ဒါပေမဲ့ကျန်တဲ့သိက္ခာပုဒ်တွေကမိရဲ့တန်တာမပြက်ဘူးသူကဘာဖြစ်လို့တော့တပါးချင်းခွဲပြီးတော့စောက်တည်ထားတဲ့အတွက်ကြောင့်အကုန်လုံးမပြက်ဘူးတပါးပြက်ရင်ကျန်တဲ့4ပါးရှိ2ပါးပြက်ရင်ကျန်တဲ့3ပါးရှိအဲ့ဒါလို့သူကထူးတယ်နော်တပေါင်းနဲ့စောက်တည်ထားရင်တော့တပါးပြက်လဲအကုန်ပြက်အဲ့ဒါလို့အပေါင်းစောက်တည်တာနဲ့အစိတ်စိတ်စောက်တည်တာဟာအဲ့ဒါလိုလေးလဲကွဲခြားမှုရှိတယ်ဆိုတာလေးကိုမိမိတို့အာယုံပြစ်ပြီးတော့မှတ်ထားဖို့ပေါ့နော်အဲ့ဒါသီလနဲ့ပတ်သက်လို့စောင့်တည်တဲ့အခါကလည်းကြတော့ဘုန်းကြီးတို့ဘယ်ပုဂ္ဂိုလ်ရဲ့ထံမှာစောင့်တည်ရမလဲလို့ဆိုလို့ရှိရင်အခုခေတ်ဆိုလို့ရှိရင်တော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရုပ်ပွားတော်တွေရှိတယ်ဆင်းရဲတော်တွေရှိတယ်ဇေယျတော်မြတ်တွေရှိတယ်အဲ့ဒီမှာသွားပြီးတော့စောင့်တည်လေသီလဆိုတာစောင့်တည်လို့ရတယ်ဘုန်းကြီးတို့ယခုဘုရားရှင်ကိုယ်တော်မြတ်ရဲ့တပိသတန်ဃာတော်ရှင်မြတ်တွေရှိတယ်အဲ့ဒီတန်ဃာတော်ရှင်မြတ်တွေရဲ့ဓမ္မမှာစောင့်တည်လဲစောင့်တည်လို့ရနောက်ဥပဒကတရဏဂုံသီလစောင့်တည်ထားတဲ့ဥပဒကတွေဆိုတာလည်းရှိအဲ့ဒီပုဂ္ဂိုလ်ရဲ့ဓမ္မမှာစောင့်တည်လို့ရှိရင်လဲစောင့်တည်လို့ရတယ်ဘုန်းကြီးတို့နာတပိန်တထေကြီးတို့နော်ဇာတိပြည့်ဝသူမနာတထေကြီးတို့သူတို့ဆိုရင်လည်းသူတို့ထံမှာသူတို့ရဲ့အလုတ်သမားတွေအလုတ်လုပ်ရင်းနဲ့သူတို့ကသီလစောင့်တည်ခြင်းနဲ့ဆိုရင်အဲ့ဒီတထေကြီးထံမှာသီလစောင့်တည်ကြအဲ့တော့လူပုဂ္ဂိုလ်ရဲ့ထံမှာလည်းပဲအဲ့ဒီပုဂ္ဂိုလ်တွေကသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်မိမိတို့ယုံကြည်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ထံမှာလည်းသီလကျွာစောင့်တည်လို့ရပါတယ်နော်အဲ့တော့သီလစောင့်တည်တာကတော့မိမိတို့အစဉ်ပြေသလိုမိမိတို့အိမ်မှာရှိတဲ့ရုပ်ပွားစင်းတော်မြတ်တွေစောင့်တည်တဲ့ရတယ်ကြောင်းသွားပြီးတော့ရန်တန်ဃာတော်ရှင်မြတ်ရဲ့ဆမမစောင့်တည်လို့ရတယ်အကောင်းဆုံးကတော့မိမိတို့အလေးမြတ်ပြုနိုင်တဲ့တန်ဃာတော်ရှင်မြတ်ရဲ့ခြံမှာစောင့်တည်တာကပို့ပြီးတော့ကောင်းတယ်လို့ဒီလိုလေးမိမိတို့တတ်မှတ်ပြီးတော့တန်ဃာတော်ရှင်မြတ်ရဲ့ဓမ္မမှာစောင့်တည်ဖို့ဆိုတာလိုအပ်တယ်လို့ဒါလေးလည်းဘုန်းကြီးကတတိပေးခြင်းတာပေါ့နော်ဟုတ်ပြီအဲ့လိုစောင့်တည်တဲ့အခါကာလကြတော့သီလစောင့်တည်တာနဲ့ပတ်သက်ပြီးတော့နော်အကျိုးတရားတွေကဘာတွေဖြစ်နိုင်တယ်လဲသီလရဲ့အကျိုးတရားတွေအလွယ်လေးပြောမယ်ဆိုရင်တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိတ်အိစ္ဆတိဘိက္ခဝေသီလဝတ္တောစေတောပဏိတိဝိသုဒ္ဓတာသီလရဲ့အကျိုးတရားကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကအချင်းချုပ်လေးတစ်ခုမိတ်လိုက်တယ်အိစ္ဆတိဘိက္ခဝေ
သီလဝတ္တောစေတောပဏိတိဝိတုဒ္ဒတာသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာစိတ်တည်ကြည်လင်နေတဲ့အတွက်ကြောင့်မိမိကလိုအပ်တဲ့စုကိုတောင်းရင်အိဇ္ဇတိပြည့်စုံနိုင်ခြင်းဆိုတဲ့အကျိုးတရားကိုရပါတယ်သီလကအဲ့ဒါလိုမိမိအတွက်လိုအပ်တဲ့အကျိုးတရားတွေကိုပေးနိုင်တဲ့အစွမ်းတတ္တိရှိတယ်တဲ့သီလနဲ့ပြည့်စုံလို့ရှိရင်နော်မိမိလိုအပ်တဲ့စုကိုတောင်းလို့ရှိရင်အဲ့ဒီသီလရဲ့အစွမ်းဖြင့်မိမိလိုချင်တဲ့ဆန္ဒကလည်းပြည့်စုံခြင်းဆိုတဲ့အကျိုးတရားကိုရနိုင်ပါတယ်လို့ဒီလိုအာယုံပြည့်ပြီးတော့သီလတရားကိုလည်းမိမိတို့အနေနဲ့နော်ပြည့်ပြည့်စုံစုံဖြစ်အောင်ဆောက်တည်ဖို့ဆိုတာလည်းလိုအပ်တယ်။နောက်သီလတရားနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောကြရလိမ့်ရှိတာပြောမယ်အကျိုးတရားတွေနောက်မှထပ်ပြီးတော့ပြောပြမယ်ပေါ့နော်။သီလကဘုန်းကြီးတို့ပန်းနေအမျိုးမျိုးရှိကြတာပေါ့နော်။အဲ့ဒီပန်းနေလည်းအနတ်နေတွန်းနေသူရှိကြတာ။အဲ့ဒီပန်းနေထဲမှာဆိုရင်ဘယ်ပန်းကအမြတ်ဆုံးဖြစ်မလဲလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့အထထာဆရာကြီးကမိတ်သီလပုပ္ပတရိတံပုပ္ပန္နတ္တိသီလတဲ့တူတဲ့ပန်းဆိုတာလောကမှာမရှိဘူးသီလပန်းဟာမိမိတို့အတွက်အမြတ်ဆုံးပဲတဲ့ဒါမှမဟုတ်သီလယတနာလို့ခေါ်တဲ့ပန်းကိုမိမိတို့ကပန်းစင်ထားသီလတွေလုံခြုံအောင်မိမိရဲ့တန်တမှာတည်ရှိအောင်ဆောင်ရွက်ဖို့ဆိုတာလိုအပ်တယ်လို့ဒါကိုပြောတာနောက်ဘုန်းကြီးတို့လောကမှာအနတ်နေရာလည်းအမျိုးမျိုးရှိတာရေမွေးတွေဆိုလည်းကောင်းတဲ့အနတ်နေအမျိုးမျိုးရှိတယ်ပန်းနေရာလည်းပန်းအနတ်နေအမျိုးမျိုးရှိတယ်အဲ့ဒါလိုအနတ်နေမျိုးတွေထဲမှာဘယ်အနတ်ကအကောင်းဆုံးဖြစ်တယ်လဲလို့ဆိုတော့အထက်တာဆရာမြတ်မိတ်သီလကန္တတရိတောကန္တောနတ္တိသီလအနတ်နဲ့တူတဲ့အနတ်ဟာလောကမှာမရှိဘူးသီလအနတ်ဟာအမြတ်ဆုံးပဲတဲ့သီလဒီဟုသောအနတ်ဟာအမြတ်ဆုံးပဲတဲ့နော်ဒါမှမလို့သီလဒီဟုသောအမြတ်ဆုံးဖြစ်တဲ့အနတ်ကိုလည်းမိမိတို့ရဲ့ခန္ဓာကိုယ်မှာတည်ရှိနေအောင်မိမိတို့အနေနဲ့ပန်းစင်ထားဖို့ဆိုတာလဲလိုအပ်တယ်လို့ဒီလိုလေးလည်းအတိပေးနေတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမိန့်တော်မူထားတာလေးရှိရှင်အနန္ဒမထေရမြတ်ကဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုသူစဉ်းစားမိတာကြီးလျှောက်ထားဘုန်းတော်ကြီးတော်မူတဲ့မြတ်စွာဘုရားလောကမှာနတ်သားအမျိုးမျိုးတည်ဆိုတာရှိတယ်ဘုရားအဲ့ဒီနတ်သားအမျိုးမျိုးတည်ဟာများသောအားဖြင့်တော့လေအောက်ကိုပဲသူတို့အနတ်ကစုံပါလေလေညာကိုပြန်ပြီးတော့မွေးနိုင်တဲ့အနတ်မျိုးဆိုတာမရှိဘူးဘုရားအဲ့ဒီအနတ်တွေကဘယ်လိုပန်းအနတ်တွေလဲလို့ဆိုလို့ရှိရင်ရှင်နရမထေရ၃ခုသူကလျှောက်ထားတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမူလခန္ဓာအမြစ်ကထွက်တဲ့အနတ်ဆိုတာလည်းရှိတယ်တချို့အပင်တွေကြတော့အမြစ်ကနေအနတ်ထွက်တယ်ဒါကိုမူလခန္ဓာလို့ခေါ်တယ်တချို့ကြတော့တာရခန္ဓာအဲ့ဒီအပင်ရဲ့အနှစ်ကနေပြီးတော့အနတ်ကောင်းတာပေါ့နော်ဘုန်းကြီးတို့ကုတဏခါတို့ဘာတို့ပေါ့အနှစ်ကနေပြီးတော့သူကနေအနတ်ထွက်တယ်အဲ့ဒါကိုတာရခန္ဓာလို့ခေါ်တယ်နောက်ပုပ္ပခန္ဓာပန်းရဲ့အနတ်နေစပယ်ပန်းတို့မြလေးပန်းတို့စတဲ့ပန်းတွေပေါ့နော်အဲ့လိုပန်းကထွက်တဲ့ကောင်းတဲ့အနတ်တွေဆိုတာလည်းရှိတယ်အနတ်၃မျိုးပြအဲ့ဒီအနတ်၃မျိုးပါဗျာအနတ်တွေဘလောက်ပဲကောင်းတယ်လို့ပြောနေအဲ့ဒီအနတ်တွေဟာလေအောက်ကိုပဲအဲ့ဒီအနတ်ကသွားပါတယ်လေးစံလေးညကိုအဲ့ဒီအနတ်တွေမသွားနိုင်ဘူးဗျာအနတ်၃မျိုးနော်လေးညပဲသွားတယ်လေလေးစံကြတော့သူတို့ရဲ့အနတ်တွေမလာတော့လေအောက်ကတော့ပွေးနေတာပဲပန်းလေးကမိမိရဲ့လေတွေမှာစိုက်ထားလို့ရှိရင်အဲ့ဒီအနံလေးရတော့ပန်းလေးမှုေးလိုက်တာစပယ်ပန်းလေးအနံဆိုတဲ့စပယ်ပန်းလေးမှုေးလိုက်တာဟိုးလေတွေမှာရှိတဲ့ပုဂ္ဂိုလ်လေရဲ့အထက်မှာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီအနံကသွားပြီးတော့ပွေးအောင်မပြုတ်နိုင်ဘူးသူကနော်ဒါမှမလို့လေအောက်မှာပဲအဒီနံကမှုေးပါတယ်တဲ့လေညာကိုတော့ဆံပြီးတော့သူတို့ကမမွေးနိုင်ဘူးဆိုတဲ့အကြောင်းဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှောက်ပြီးတော့ဆက်ပြီးတော့မေးလျှောက်တယ်သူကဘုန်းတော်ကြီးတော်မူတဲ့မြတ်စွာဘုရားအဲ့ဒါလိုအနတ်အမျိုးမျိုးတွေကလေညာကိုသာသွားနိုင်ပြီးတော့လေအောက်ကိုသာသွားနိုင်ပြီးတော့လေညာကိုမသွားနိုင်တဲ့အနတ်မျိုးလေအောက်ကိုလေညာကိုနှစ်မျိုးလုံးသွားနိုင်တဲ့အနတ်မျိုးရော
ရှိပါသလားဖယားလို့ဖျားရှင်ကိုတော်မြတ်ကြီးကိုမေးလျှောက်တယ်သူကသူသိထားတာကတော့သူ့ရဲ့ဖြစ်လာတဲ့အနတ်တွေကိုသူစုံစမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအဲ့ဒီအနတ်တွေမှန်သမျှဟာလေအောက်ကြီးပဲသွားတယ်သူတို့ရဲ့အနတ်ကနော်လေညာကိုပြန်ပြီးတော့မတက်နိုင်အဲ့ဒါကို तू ကသိအောင်ဖျားရှင်ကိုလည်းမေးလျှောက်တာလေညာလေအောက်ကောလေညာကောနှစ်မျိုးလုံးကိုသွားနိုင်တဲ့အနတ်မျိုးကောရှိပါသလားဖယားလို့ဖျားရှင်ကိုတော်မြတ်ကြီးမေးတဲ့အခါကျတော့ဖျားရှင်မိတ်จิตာနန္ဒာလေညာလေအောက်ကောလေညာကောနှစ်မျိုးလုံးကိုသွားနိုင်တဲ့အနတ်မျိုးဆိုတာရှိပါတယ်ဘယ်အနတ်မျိုးပါလဲဖယားလို့ထပ်ပြီးတော့ရှောက်တဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာမိန့်တဲ့จิตာနန္ဒာလောကမှာမြို့သူမြို့သားတွေဇဏဘုတ်သူဇဏဘုတ်သားတွေဏိကုံးသူဏိကုံးသားတွေအလုံးသောအမျိုးကောင်းသားအမျိုးကောင်းသမီးတွေကဖယားတရားတန်ခါလို့ခေါ်တဲ့ယန္နာသုံးပါးကိုလည်းစိကကိုယ်ွယ်တယ်ပါဏာတိပါဒဝေရမဏိတိခါပဒံစတဲ့သီလတရားတွေကိုလည်းစောင့်တည်ကြတယ်ဒါနစတဲ့ကုသိုလ်တရားတွေကိုလည်းရှိဘူးအထောက်ကြတယ်အဲ့ဒါလို့တရဏဂုံသီလဒါနကုသိုလ်တွေကိုပြုလုပ်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေကိုဘုန်းကြီးတို့အယက်မျက်နှာမှာရှိနေကြတဲ့အာလုံးသောယဟန်ပုံနာတွေကချီးကျူးကြတယ်တဲ့ဘလို့ချီးကျူးကြတယ်လဲဆိုရင်အဲ့ဒီမြို့ရွာမှာရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဇဏဘုတ်မှာရှိတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာတရဏဂုံဥမာကိုလည်းကိုယ်ွယ်စိကကြတယ်သီလတရားတွေကိုလည်းစောင့်တည်ကြတယ်ဒါနစတဲ့ကုသိုလ်တရားတွေကိုလည်းပြုကြပါပေတယ်လို့သူတို့ကအဲ့ဒါလိုချင်းမွန်စကားပြောဆိုကြတယ်ဒါတွေမကသေးဘူးနော်ကောင်းကင်မှာရှိတဲ့နတ်တွေမိတို့ဆင်ရနတ်တွေကလည်းပဲအဲ့ဒါလိုတရဏဂုံသီလဒါနကုသိုလ်ပြုတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးကိုသူတို့ကလည်းပဲအပ္ပတန်ကောင်းမြတ်တဲ့ပုဂ္ဂိုလ်တွေပါပဲလို့သူတို့ကလည်းချီးမွမ်းကြတယ်တဲ့အဲ့ဒါလိုချီးမွမ်းခံရတာဘာကြောင့်လဲဆိုရင်တရဏဂုံသီလဒါနအဲ့ဒီကုသိုလ်တွေရဲ့အစွမ်းတတ္တိကြောင့်အထူးပြောလို့တာအဲ့ဒီမှာသီလတရားပါတယ်အဲ့ဒီသီလရဲ့အစွမ်းတတ္တိကြောင့်နော်အောက်မှာရှိတဲ့လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တွေပုံနာပုဂ္ဂိုလ်တွေကလည်းချီးမွမ်းကြတယ်အထက်အထက်မှာရှိနေတဲ့နတ်တွေကလည်းသူတို့ကိုချီးမွမ်းကြဒါမှမလို့သီလဒီဟုသောအနတ်ဟာအောက်ကိုလည်းစုံနိုင်တယ်အထက်အညာကိုလည်းသူကစုံနိုင်တယ်ဒါမှမလို့သီလဟာမြတ်တဲ့အနတ်နဲ့ဖြစ်ပါတယ်လို့ဒီလိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်တော်မူတယ်နော်လောကမှာအမြတ်ဆုံးဖြစ်တဲ့အနတ်ဟာဘာလဲလို့မေးလို့ရှိရင်သီလအနတ်ပဲလောကအနေနဲ့ဘယ်အနတ်တွေကဘလောက်ပဲကောင်းတယ်ပြောနေဘယ်ရည်မွေးတွေကဘလောက်ပဲမွေးတယ်လို့ပြောနေသူတို့ကလေအောက်ကိုပဲဆန်နိုင်တယ်သူတို့အနတ်လေညာကိုဆန်နေတာမရှိဘူးသီလတရားကြတဲ့အခါကျတော့အဲ့ဒီသီလတရားကအလုံးအတွက်နော်အောက်ပိုင်းဝင်လဲသူကအနတ်မွေးနိုင်တယ်အထက်ကိုလည်းသူ့ရဲ့အနတ်ကမွေးနိုင်တယ်ဒါကြောင့်မလို့သီလအနတ်ဟာအမတန်ကောင်းမွန်တဲ့အနတ်ဖြစ်ပါတယ်လို့ဘုရားရှိခိုးတော်မြတ်ကြီးကမိတ်နော်လေအောက်ကိုလည်းစုံတယ်လေထက်ကိုလည်းစုံနိုင်တဲ့သီလတရားလို့ဒီလိုဆိုလိုတာဖြစ်ပါတယ်နောက်သီလတရားနဲ့ပတ်သက်ပြီးတော့သီလနဲ့ပြည့်စုံလို့ရှိရင်တရားမင်းကြီးကလည်းရှိခိုးတယ်ဆိုတာလေးဘုန်းကြီးတို့တွေ့ရတယ်နော်တရားမင်းကြီးသူကဝေဇန္တာပြိုက်တကနေရှင်ဥယျာဉ်တော်ထွက်မလို့နော်အဲ့ဒါဥယျာဉ်တော်ထွက်ဖို့အတွက်ဝေဇန္တာပြိုက်တကရှင်းလာအောက်ကမာတလိနာသားကလည်းသူကယထာရင်းဆိုတော့သူကယထာနဲ့စောင့်ဆင်းလာပြီးတဲ့အခါကျတော့ယထာမြင့်ကဘာလုပ်လဲဆိုတော့တခါတည်းအယရှိမနာဆက်ပြီးတော့သူကရှ िख ိုးတရားမင်းကြီးကနောက်လက်ဦးလေးချေပြီးတော့အရှေ့ရရှ िख ိုးလိုက်အနောက်ရရှ िख ိုးလိုက်တောင်ရအမြောက်ရရှ िख ိုးလိုက်စသည်ဖြင့်အဲ့ဒါဒီရှ िख ိုးတဲ့အခါကျတော့မာတလိနာသားကမိအရှင်တရားမင်းကြီးဘာတွေကိုများရှ िख ိုးနေတာလဲလို့ဆိုတော့တရားမင်းကြီးကပြောငါရှ िख ိုးနေတာကရေဂဂထာပုံညကရာလောကမှာဒါနစတဲ့ကုသိုလ်ကောင်းမှုတွေပြုတဲ့ပုဂ္ဂိုလ်တွေဆိုတာလေလောကမှာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းငါရှ िख ိုးပါတယ်နော်ရေဂဂထာပုံညကရာသီလဝန်တော်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာရှိတယ်กว่าတယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းငါရှ िख ိုးပါတယ်ဟောသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုလည်းတရားမင်းကြီးရှ िख ိုးတာ
နော်မိမိတို့တဲ့မြတ်တယ်လို့ထင်နေတဲ့တရားမင်းကြီးကသီလနဲ့ပြည့်စုံရင်မိမိတို့ကိုလည်း तू ကရှ िख ိုးပါရေကတာပုံညကရာသီလဝန်တော်ဥပတကကြတော့ယရဏသုံးပါးစိတ်ကတဲ့ပုဂ္ဂိုလ်ကြီးဘုရားတရားတန်ခါယရဏသုံးပါးကိုစိတ်ကတဲ့ဥပတကဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုယ်ွယ်စိတ်ကပါတယ်ဓမ္မံတရဏံကိစ္ဆာမိတရားကိုယ်ွယ်စိတ်ကပါတယ်သံဃာတရဏံကိစ္ဆာမိသံဃာယရဏကိုယ်ွယ်စိတ်ကပါတယ်တနည်းအားဖြင့်ပြောရင်တော့တရဏဂုံစောင့်တည်ထားတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းတရားမင်းကြီးရှ िख ိုးပါတယ်တဲ့ဒါမှမဟုတ်တရဏဂုံစောင့်တည်ထားရင်လေတရားမင်းကြီးရဲ့ရှ िख ိုးတာကိုခံနိုင်တာနော်တာမင်္ဂကုသိုလ်တရားမဟုတ်ဘူးနောက်မိမိရဲ့သားမယားတွေကိုပြုစုကောင်းမွန်စွာပြုစုလှုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဆိုတာလောကမှာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကလည်းငါတရားမင်းကရှ िख ိုးတယ်ကွာလို့မာတိလိကိုပြန်ပြီးတော့မိတ်နော်အေးဒါကြောင့်မလို့ကုသိုလ်တရားတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာတရားမင်းကြီးရတောင်ရှ िख ိုးခံရတဲ့ပုဂ္ဂိုလ်တွေမှာပါဝင်တယ်လို့ဒီလိုလေးမိမိတို့သဘောပေါက်ပြီးတော့မိမိတို့စောင့်တည်တဲ့သီလတရားကိုမကြိုးမပေါက်မပြောက်မကြားအောင်စောင့်တည်ဖို့ဆိုတာလဲလိုအပ်တယ်လို့ဒီလိုလေးတို့တရားဓမ္မတွေမှတ်ထားရမယ်နော်အဲ့တော့သီလတရားစောင့်တည်တဲ့အခါကျတော့မကြိုးမပေါက်မပြောက်မကြားအောင်စောင့်တည်ရမယ်ကဲသီလကိုဘယ်လိုမိမိတို့ကမကြိုးမပေါက်မပြောင်ကြောင်းစောင့်တည်ရမလဲကျိုးတယ်ဆိုတာဘာခေါ်တာလဲဆိုတော့သီလမှာဥပမာ၅ပါးဆိုကြပါစို့အစသီလရဲ့အဆုံးသီလရဲ့သီလဆောင်ထင်းပြီးတော့အစနဲ့အဆုံးပြတ်သွားလို့ရှိရင်အဲ့ဒါကိုကျိုးတဲ့သီလလို့ခေါ်တယ်အဲ့ဒါလိုမဖြစ်အောင်လဲဆောင်ထင်းရနော်နောက်ပေါက်တယ်ဆိုတာကဘာပြောတာလဲဆိုလို့ရှိရင်အလယ်သိက္ခာပုပျက်စီးတာ၅ပါးဆိုလို့ရှိရင်ရှေ့က2ပါးပဲနောက်က2ပါးပဲအလယ်ကောင်ကမုဒ္ဒဝါဒသိက္ခာပုရှိတာနော်အရိနာတကာမေတုမိစ္ဆာသရသိက္ခာပုရှိတယ်အဲ့ဒီကာမေတုမိစ္ဆာစာရသိက္ခာပုကျွလွန်ထားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာပေါက်တဲ့သီလဖြစ်သွားတယ်လို့ဒီလိုပြောလို့ရတာပေါ့နော်နောက်ပျောက်တယ်ဆိုတာဘာဖြစ်တာလဲအပျောက်ကြားဖြစ်တယ်ပြောတာသူကြတော့တခုကြားသီလတခုကြားပျက်စီးသွားတာကိုအဲ့ဒါသီလပျောက်တဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်လို့ရတယ်နော်အဲ့လိုမပြောက်အောင်လေသီလကိုစောင့်တည်ရနောက်ကြားတာကြတော့ဘယ်လိုဖြစ်တယ်လဲဆိုတော့အဲ့ဒီသီလတွေအစဉ်တိုင်း2ပါးပြည့်3ပါးပြည့်အဲ့လိုပျက်စီးသွားတာအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့သီလကြားတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်တဲ့ဒါကြောင့်မလို့မိမိတို့သီလစောင့်တည်ခဲ့တဲ့အခါမှာမကြိုးရအောင်မပေါက်ရအောင်မပြောက်ရအောင်မကြားရအောင်သီလကိုစောင့်တည်ရမယ်လို့ဒီလိုလေးမိမိတို့အနေနဲ့အောင်ပြုထားရမယ်နော်အေးအဲ့ဒါလို့စောင့်တည်လိုက်တဲ့အခါကျတော့မှအိဇ္ဇတိဘိကဝေသီလဝတ္တောစေတောပနိတိဝိတုဒ္ဒတာလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမိန့်တော်မူတဲ့အတိုင်းမိမိတို့ရဲ့တဏ္ဍာမှာအကျိုးတရားတွေပြည့်ပြည့်စုံစုံရနိုင်မယ်လို့ဒီလိုလည်းပဲမှတ်ထားပေါ့နော်ဟာတို့သီလစောင့်တည်တာထားတာပဲအစအပြည့်အဆုံးအပြည့်နော်ဟာတို့လိုအပ်တဲ့အကျိုးတွေမရပါလားဆိုလို့ရှိရင်ကိုယ်မှသီလမှမပြည့်စုံမယ်စောင့်တော့စောင့်တည်တာ၅ပါးနော်ကိုကအစအနေပြည့်တယ်အဆုံးအနေပြည့်တယ်ဆိုတော့ကျိုးနေနော်အလယ်ကွာပြည့်တယ်ဆိုတော့ပေါက်နေစသည်ဖြင့်အဲ့ဒါလို့မပြည့်မစုံဖြစ်လို့ရှိရင်လေမိမိတို့လိုလားအပ်တဲ့အကျိုးတရားတွေဆိုတာရနိုင်မှာမဟုတ်ဘူးလို့ဒီလိုလေမိမိတို့အနေနဲ့အောင်ပြပြီးတော့သီလစောင့်တည်တဲ့အခါမှာမကြိုးမပေါက်မပြောက်မကြားအောင်တဲ့စောင့်တည်တဲ့တယ်လို့ဒီလိုလေးအောင်ပြပြီးတော့မှတ်သားထားကြရမယ်နော်နောက်သီလနဲ့ပတ်သက်ပြီးတော့ရရှိမဲ့အကျိုးတရားလေးတွေဆက်ပြီးတော့ပြောကြလို့သီလစောင့်တည်တဲ့အတွက်ကြောင့်ဘာအကျိုးတရားတွေရတယ်လဲလို့ဆိုလို့ရှိရင်ကောင်းတဲ့သုက္ကတိဘုံဘဝတွေရောက်ပြီးတော့ကောင်းတဲ့အကျိုးတရားတွေလည်းရတယ်နော်မိမိတို့အတွက်ပြစ္ဆုတ်ပံဘဝမှာလည်းကောင်းတဲ့အကျိုးတရားတွေရတယ်လို့တမလွန်ဘဝအတွက်လည်းပဲသုက္ကတိဘုံတွေရောက်ပြီးတော့ကောင်းတဲ့အကျိုးတရားတွေခံစားရရှိနိုင်တယ်ဒါကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကသီလတုတ်တံမှာမိန့်တော်မူထားတာရှိပါတယ်နော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကရန်နေမိန့်จิตသားတို့တဲ့သီလပါသီလတပ္ပံနော
တီလာတရားကိုမကြိုးမပေါက်မပြောက်မကြအောင်စောင့်တည်ထားလို့တီလာနဲ့ပြည့်စုံနေပြီဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်တို့ဟာအပမရာအဓိကရဏမခန္တံဘောဂေခန္တံအဓိကိစ္စတိနော်များစွာသောစည်းစိမ်ဥစ္စာတို့ဖြင့်ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားကိုရပါတယ်နော်စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံတဲ့အကျိုးတရားတွေရနိုင်ပါတယ်တဲ့တီလာနဲ့ပြည့်စုံလို့ရှိရင်ဘာဖြစ်လို့တီလာနဲ့ပြည့်စုံတာများစွာသောအကျိုးတရားရတယ်လဲဆိုတော့အပမရာအဓိကရဏရိုးတန်းတော့ရတာမဟုတ်ဘူးနော်အပမရာအဓိကရဏမမိမလျော့တယ်ဆိုတဲ့အကြောင်းလေးခံပြီးတော့မိရဲ့တန်တန်မှာစည်းစိမ်ဥစ္စာတွေပြည့်ပြည့်စုံစုံရတာနော်မလျော့ပြီးတော့နေမယ်ဆိုရင်တော့အဲ့ဒီတီလာကပြည့်ပြည့်စုံစုံဖြစ်အောင်သူကပေးနိုင်မှာမဟုတ်ဘူးဥမာပြင်ဘုန်းကြီးတို့ပြောကြပါစို့မိမိတို့လောကအရာအလုပ်တွေဆိုတာရှိတယ်လေအသက်မွေးကြောင်းအလုပ်တွေနော်လဲအလုပ်ကလည်းလဲလုပ်ကြရတယ်ရောင်းဝယ်ဖုန်ကားပြီးကုန်တယ်အလုပ်ကလည်းကုန်တယ်အလုပ်လုပ်ကြတယ်အဲ့လိုလုပ်တဲ့အခါကာလကြတော့မိမိတို့လုပ်တဲ့အခါမှာမိမိရဲ့တန်တန်မှာတရီလေးရှိပြီးတော့လဲသမားလည်းယာသမားလည်းသူ့အနေနဲ့သူအချိန်ကြရင်နော်လဲဒီယာဒီပြင်ဖို့စိုက်ဖို့ပြိုးဖို့ဒါတွေလုပ်ရတယ်သူ့အချိန်နဲ့သူလုပ်တာနော်ရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ရဲ့အချိန်ကာလအားလျော်စွာအကျိုးမြတ်ရအောင်ဆိုပြီးတော့မိတို့နဲ့ဆောင်ရွက်ကြအဲ့လိုဆောင်နေတဲ့ခက်ကဏ္ဍမှာမိမိတို့ကအပျော်ပါးတွေလိုက်ပြီးတော့မိလျော်တယ်ဆိုတဲ့သဘောတရားတွေဖြစ်နေမယ်ဆိုရင်နော်လေသမားယာသမားတွေကလည်းလုံနိုင်တဲ့အချိန်မလုံနိုင်တော့ဟောစီးပွားတွေအပြက်ကိုအကျိုးတရားတွေမခံစားရဘူးပေါ့စိုက်တဲ့ပြိုးတာတွေနော်အယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်လည်းထုံထင်း၎င်းမယ်အပျော်ပါးတွေမိရဲ့တန်တမှာများနေပြီဆိုရင်အချိန်မှန်ရောင်းတာဝယ်တာတွေမလုံနိုင်တဲ့အခါကျတော့ဟောစီးပွားတွေပြက်ဒါမှမဟုတ်အဲ့ဒီစီးပွားတွေမဖြစ်နိုင်ဘူးဒါမှမဟုတ်ဖျားခြင်းကိုတော့မြတ်ကြီးကအပမဒါဓိကရဏမမင်းမလျော်တဲ့အကြောင်းခံပြီးတော့အဲ့ဒီတိရနဲ့ပြည့်စုံအထုံးမဲ့ဆိုရင်များစွာသောစိတ်တဲ့ဥစ္စာတွေပြင်းဆိုတဲ့အကျိုးတရားလေးရနိုင်ပါတယ်လို့ဒီလိုမိန့်တော်မူတာနော်နောက်ဒုတိယအကျိုးတရားအနေနဲ့တိလဝတ္တတိလတပဏတ္တကတိတတောအပုဂ္ဂရှတိတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာကြောဇောတည်နဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားကိုလည်းရနိုင်ပါတယ်နော်တိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာငယ်တဲ့အရွယ်မှာလည်းတိလပြည့်စုံတယ်ကြီးတဲ့ခါမှာလည်းတိလပြည့်စုံတယ်ဆိုရင်ဘီပုဂ္ဂိုလ်ကချင်းမရဟာဒီပုဂ္ဂိုလ်ကတိလတွေဆောင်ထင်းလိုက်တာအမတန်တော်တဲ့ကလေးလေးပဲအမတန်ပကောတဲ့ပုဂ္ဂိုလ်လေးပဲစသည်ဖြင့်ဒီလိုချီးမွမ်းခြင်းဆိုတဲ့အကျိုးတရားတွေကိုလည်းပစ္စုပန်ဘဝမှာခံစားရရှိနိုင်ပါလေနောက်တကတိလဝါတိလတံပါနောတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာပရိသတ်၄ပါးရှိတယ်အဲ့ဒီပရိသတ်၄ပါးထဲမှာဘယ်နေရာဘယ်ပုဂ္ဂိုလ်ဘယ်နေရာတွေပဲသွားရဲဝင့်သွားတာဝင်ထွက်နိုင်ခြင်းဆိုတဲ့အကျိုးတရားရတယ်နော်ပရိသတ်၄ပါးဘုန်းကြီးတို့မင်းပရိသတ်ရှိတယ်ပုံနာပရိသတ်ရှိတယ်တထေးတရွယ်ပရိသတ်ရှိတယ်နော်စီရနာပရိသတ်ရှိမယ်ယဟန်ပရိသတ်တွေရှိမယ်အဲ့ဒီပရိသတ်၄ပါးတွေဒီလိုအခမ်းအနားလုပ်တဲ့အခါမှာအဲ့ပရိသတ်တဲ့၄ပါးလုပ်တဲ့အခါကျတော့ကိုကတိလနဲ့ပြည့်စုံနေမယ်ဆိုလို့ရှိရင်ဘ누구ကိုမှကြောက်เสียမလို့ရဲတင်းဖြင့်နော်ဟောသူတို့ရဲ့အလဲမှာသွားပြီးတော့ထိုင်လို့ရသူတို့ရှေ့သွားပြီးတော့ထိုင်လို့ရကိုကအပြစ်တခုလွန်ကျူးထားတဲ့ခုဆိုရင်ဟိုသူများတဲ့တတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်ဟာငါသွားလို့ရှိရင်ဒီပုဂ္ဂိုလ်တွေငါမြန်ကဲကြပါဘာမြန်ပြောကြမလဲငါကိုဥပဒေရနဲ့နော်ဆွဲဖို့မြန်ပြောကြမလားတိုင်ကြမလားစသည်ဖြင့်မုံမရဲဖြစ်တော့ကြောက်တော့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အပြစ်ရှိနေလို့ရှိရင်တိလနဲ့မပြည့်စုံရင်ရဲဝင်ထွက်သွားလာနိုင်ရင်ဆိုတဲ့သဘောတရားမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မလို့တိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအမျိုး၄ပါးထဲမှာဝင်ထွက်သွားလို့ရှိရင်လည်းရဲဝင်သွားလာနိုင်ရင်ဆိုတဲ့အကျိုးတရားရပါလေဒါနံပါတ်3ရမယ်အကျိုးတရားနောက်တစ်ခါတိလဝါတိလတပ္ပံတို့အတ္တမုံတော်ကာလံကရောတိနော်တိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတည်တဲ့ခါကျတော့လေမတွေ့မဝေတရားချင်းဆိုတဲ့အကျိုးတရားရဒါလေးပဲဘုန်းကြီးတို့အမတန်တတိပြုဖို့ကောင်းတာနော်လောကမှာတတ္တဝါတွေဘုန်းကြီးတို့အပါဝင်တနေ့ကြတော့နတ္တိသာတတအမရဏံဆိုတဲ့အတိုင်းမွေးဖွားလာတဲ့နောက်ပိုင်းကျတော့တည်ခြင်းနဲ့ပဲအဆုံးသတ်တာဒီမတည်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးအဲ့တော့တည်ခဲ့ခါကျတော့တေကံနီးမှာဘယ်လိုဖြစ်တတ်တယ်လဲကိုကမကောင်းတာတွေလှုပ်ထားတဲ့ခါကျတော့မကောင်းတဲ့အာရုံတွေမြည်ရထင်လာတဲ့ခါကျတော့ဟာစိတ်ထဲမှာကြောက်စရာတွေဖြစ်တချို့တေကံနီးပုဂ္ဂိုလ်တွေဒုဒကာဓမ္မတွေတွေ့ဘူးမြင်မှုကြမှာပေါ့နော်
ဟာဟိုပြောဒီပြောနေကြောက်စရာကြီးပြောသူ့ကိုခွေးကြီးကလာဆွဲတယ်လို့ဘာလို့ညာလို့ပေါ့နော်အဲ့လိုရောင်ရောင်မမတွေဖြည့်ပြီးတော့မတိမငြိမ်ပဲနဲ့တည်သွားတဲ့ပုံကိုယ်ဒီလေလောကမှာအများကြီးနော်သီလနဲ့ပြည့်စုံကြတဲ့ပုံတို့ကြအဲ့လိုမဟုတ်တော့ဘူးတဲ့မိရဲ့တတ္တမှာတရားရာတော်မှငြိမ်ငြိမ်စိမ့်စိမ့်လေးနဲ့အေးစီစီလေးသူတိတ်ကြခြင်းဆိုတဲ့အကျိုးတရားကိုရနိုင်တယ်လို့ဒီလိုဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်တာနော်နောက်နံပါတ်5အနေအားဖြင့်ကြတော့သီလတပ္ပံနောကာယတဗေရမရဏံသူကတိလောကံဥပကိစ္စတိအဲ့ဒီသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမိမိတို့မနေရလို့တည်ရလို့ရှိရင်လည်းပဲတည်ပြည့်တဲ့နောက်ပိုင်းမှာကောင်းတဲ့သူကတိဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံစတဲ့ဘုံဘွားတွေရောက်ရှိခြင်းဆိုတဲ့အကျိုးတရားကိုရရှိခံစားနိုင်ပါလေနော်သီလနဲ့ပြည့်စုံလို့ရှိရင်ရရှိမယ့်အကျိုးတရားပြစ္ဆုတ်ပံမှာလည်းအကျိုးတရားတွေရတယ်နောင်တမလွန်ဘွဲ့တဲ့အကျိုးတရားရလောလောဆယ်ပြစ္ဆုတ်မှာရမယ့်အကျိုးတရားက4ခုစီစဉ်ဥစ္စာတွေနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားရဲ့ကြောစောတရင်နဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားရဲ့နော်ပရိသတ်၄ပါးထဲမှာရဲဝင်ထွက်သွားလာနိုင်ခြင်းဆိုတဲ့အကျိုးတရားရဲ့တေဂန်ကြီးမှာမတွေ့မဝေတရားခြင်းဆိုတဲ့အကျိုးတရားဒီ၄ပါးဒါပြစ္ဆုတ်ပံမှာမိလောလောဆယ်မိမိတို့ရနိုင်တဲ့အကျိုးတရားနောက်ဆုံးမနေရလို့တည်သွားပြီလို့ရှိရင်လည်းပဲသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့သူကတိဘုံလို့ခေါ်တဲ့လူဘုံနတ်ဘုံစတဲ့ဘုံဘွားတွေရောက်ပြီးတော့ကောင်းတဲ့အကျိုးတရားတွေခံစားရရှိနိုင်ပါတယ်လို့အဲ့ဒါလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိတ်နော်ဒါမှမဟုတ်သီလဟာမိမိတို့အတွက်ပြစ္ဆုတ်ပံမှာလည်းကောင်းတဲ့အကျိုးတရားတွေပေးနိုင်တယ်လို့နောင်တန်တရာခီးအတွက်လည်းကောင်းတဲ့အကျိုးတရားတွေကိုပေးနိုင်တဲ့အတွက်ကြောင့်အာကိုရဖြစ်တယ်ဒါမှမဟုတ်သီလဟာမိမိတို့ရဲ့အာကိုရပဲလို့ဒီလိုလေမိမိတို့ကအောင်ပြုပြီးတော့သီလတရားကိုမကျိုးမပေါက်မပြောင်းမကြအောင်စောင့်တည်ဖို့လိုအပ်တယ်လို့ဒါလေးကိုဘုန်းကြီးကအတိပေးခြင်းတာပါနော်နောက်ဘုန်းကြီးတို့ဝိသုရိမြတ်ထာဂတာဆရာကြီးကမိန့်တာလေးရှိတယ်သီလနဲ့ပတ်သက်လို့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကအတ္တနုဝါဒတိဘယံဝိဒ္ဓံတယတိတပ္ပတောသီလနဲ့ပြည့်စုံလို့ရှိရင်အတ္တနုဝါဒစတဲ့ဘေးတွေကိုလည်းပယ်ဖြတ်နိုင်ခြင်းဆိုတဲ့အကျိုးတရားလေးရပါတယ်အတ္တနုဝါဒဘေးဆိုတာကမိမိကိုယ်ကိုဆွဆွဲတဲ့ဘေးနော်ကိုယ်ကသီလမပြည့်စုံမှုဆိုရင်ငါသီလနဲ့မပြည့်စုံဘူးငါမှသီလတွေဘာမှမရှိဘူးဆိုတာကိုယ့်ကိုပြန်ပြီးတော့ဆွဆွဲတာသီလနဲ့ပြည့်စုံလို့ရှိရင်အတ္တနုဝါဒကိုယ့်ကိုပြန်ပြီးတော့ဆွဆွဲစရာအကြောင်းမရှိတော့ဒါမှမဟုတ်အတ္တနုဝါဒဘေးလေသီလနဲ့ပြည့်စုံရင်ပယ်တတ်နိုင်ပါတယ်နောက်ပရဏုဝါဒဘေးဆိုတာသူတို့ဘာကဲ့ရဲ့ဟာဒီပုဂ္ဂိုလ်ကသီလမရှိဘူးကွာသီလနဲ့မပြည့်စုံသီလတွေပျက်စီးနေတာပဲနော်ဒုတ်သီလပုဂ္ဂိုလ်ပဲစသည်ဖြင့်ပေါ့ဒီလိုပြောကြတာရှိတာပေါ့သူတို့ပဲဘလောက်ပဲပြောနေကိုကတကယ်တမ်းသီလရှိနေလို့ရှိရင်ဘာမှကြောက်စရာမလိုဘူးနော်အဲ့ဒီသူတို့ဘာတွေဆွဲတဲ့ဘေးမှာလည်းကင်းဝေးခြင်းဆိုတဲ့အကျိုးတရားလေးရနိုင်ပါလေနောက်ဒန္တာဘေးဆိုတာမင်းပြင်းမင်းတန်ခံရတဲ့ဘေးသီလနဲ့မပြည့်စုံတဲ့ပုံကြဘာဖြစ်တုံးသူများတဲ့တတ်တဲ့သူတို့ဘာဥစ္စာတွေခိုးတယ်သူများသားများတွေပြင်မတဲ့စသည်ဖြင့်မကောင်းတဲ့အကုကတိုင်လှုပ်တဲ့ခါကျတော့အဲ့ဒီမိမိပြုလုပ်တဲ့ကံအားလျော်စွာလောကဖြစ်တယ်နော်တတ်မှတ်ထားတဲ့ဥပဒေအရဟောရေးယူခြင်းဆိုတဲ့ဓာတ်တွေခံရထောင်ကြတယ်တန်းကြတယ်စသည်ဖြင့်ပေါ့နော်အဲ့ဒါလိုဒန္တာဘေးတွေလည်းပဲကြောက်ရောက်နိုင်ကြအကယ်၍မိမိများသီလနဲ့ပြည့်စုံနေပြီဆိုရင်သူများတယ်လည်းမတတ်တော့ဘူးလေသူများဥစ္စာလည်းမခိုးတော့ဘူးလေသူတစ်ပါးသားပြိုသမီးတို့လည်းမဖြတ်စည်းတော့ဘူးဟောအဲ့တော့မိမိမှာအဲ့ဒီလောကအပြစ်ဒဏ်ဘေးတွေလည်းပဲမကြောက်ရောက်နိုင်ခြင်းဆိုတဲ့အကျိုးတရားလည်းမြည့်တန်တန်ရသွားတယ်နောက်ဘုန်းကြီးတို့ဒုက္ခတိဘေးမကောင်းတဲ့ပုံပွားတွေကြောက်ခြင်းဘေးမှလည်းလွတ်မြောက်ခြင်းဆိုတဲ့အကျိုးတရားရပါတယ်တဲ့သီလနဲ့ပြည့်စုံရင်နော်သီလမပြည့်စုံလို့ရှိရင်တော့သူများတဲ့တတ်တယ်ဆိုရင်ဟောမကောင်းတဲ့အကုသိုလ်ကံလျော်စွာငရဲတိရစ္ဆာန်စားတဲ့ဘုံဘွားတွေရောက်ရှိပြီးမကောင်းတဲ့အကျိုးတရားတွေခံစားရသူများဥစ္စာခွင်လဲထုံရင်လည်းကောင်းပေါ့နော်အဲ့ဒါလို့ဘုန်းကြီးတို့တန်ត្រာနဲ့ပတ်သက်ပြီးတော့အပြစ်တရားတွေဆိုတာလည်းရရှိခံစားနိုင်ကြသီလနဲ့ပြည့်စုံနေလို့ရှိရင်အဲ့ဒီအပြစ်တွေလည်းမိရဲ့တန်တာမှာမကြောက်အောင်နိုင်တော့ဘူးတဲ့ဒါကြောင့်မလို့အတ္တနုဝါဒစတဲ့ဘေးမျိုးကလည်းလွတ်မြောက်ခြင်းဆိုတဲ့အကျိုးတရားကိုရရှိစေနိုင်ပါ रे
ဒါတည်းမကသေးဘူးဇနေတိကိတ္တိဟာသင်္စနော်အခုနပြောပြတဲ့ကြောစောတရင်နဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားလေးရနောက်ဟာသဝမ်းမြောက်ခြင်းဆိုတဲ့အကျိုးတရားလေးမိရဲ့တန်တမှာခံစားရတယ်ကိုယ့်ရဲ့သီလလေးပြည့်စုံနေရင်ပြန်ပြီးတော့စဉ်းစားကြည့်ငါသီလဆောက်တည်ထားတယ်ငါရဲ့သီလလေးအမတန်ပြည့်စုံပြီးတော့နေတာပဲဘုန်းကြီးတို့ရန်တော်များအလျောက်တို့လူပုဂ္ဂိုလ်တွေလည်းလူပုဂ္ဂိုလ်တွေအလျောက်ကိုဆောက်တည်ထားတဲ့သီလလေးပြန်ပြီးတော့သုံးသပ်ကြည့်ငါရဲ့သီလလေးကအမတန်စင်ကြယ်ပြီးတော့နေတာပဲမကြိုးမပေါက်မပြောင်းမကြအမတန်စင်ကြယ်နေတာတဲ့ကျိုးသွားတာမဟုတ်ဘူးပြတ်သွားတာမဟုတ်ဘူးပေါက်သွားတာမဟုတ်ဘူးကိုယ့်ရဲ့သီလလေးစင်ကြယ်တာအဲ့လိုပြန်ပြီးတော့စင်ကြယ်လိုက်တဲ့အခါကျတော့ဘာဖြစ်တော့သီလနုတ္တိဘာဝနာဆိုတဲ့ဘာဝနာကုသိုလ်လည်းမြည့်ရတန်ဖြစ်လာနော်အဲ့ဒီသီလနုတ္တိဘာဝနာဖြစ်လာပြီဆိုရင်မိမိရဲ့တန်တာမှာအဲ့ဒီသီလနုတ္တိဘာဝနာကိုပွားများလိုက်တဲ့အခါကျတော့မိမိရဲ့တန်တာမှာနော်ရာဂစိတ်တွေလည်းနည်းသွားတယ်ဒေါသစိတ်တွေလည်းနည်းသွားတယ်မောဟစိတ်တွေလည်းနည်းသွားတယ်သီလနဲ့ပြည့်စုံတာလေးကိုအမြဲတမ်းဆင်ញင်လိုက်တဲ့အခါကျတော့အဲ့ဒါလို့ရာဂဒေါသမောဟလို့ခေါ်တဲ့သဘောတရားတွေလည်းနည်းသွားတော့ဘာဖြစ်လဲဥစုကတ္တစိတ်ဓာတ်ဖြောင့်ပတ်တဲ့စိတ်ကလေးဖြစ်လာတယ်ဖြောင့်ပတ်တဲ့စိတ်ကလေးဆိုတာစိတ်ကလေးကကြည်လင်းလာတယ်လောဘတွေဒေါသတွေမောဟတွေဆိုရင်အကုသိုလ်တရားတွေမရှိတော့ဘူးဆိုရင်အာယုမပြုတ်တော့ဘူးဆိုရင်စိတ်ကလေးကကြည်လင်းလာစိတ်ကလေးဖြောင့်မတ်လာလို့ပြောတာအဲ့ဒီစိတ်ကလေးဖြောင့်မတ်လာတော့ဘာဆက်ဖြစ်တယ်လဲဆိုတော့ဟောအတ္တဝေဒံလပတိပါမုဇံဓမ္မဝေဒံလပတိပါမုဇံဓမ္မုပတံဥတံပါမိဇံမိမိရဲ့တန်တမှာဝမ်းမြောက်ခြင်းဆိုတဲ့အကျိုးတရားဖြစ်တာဒါကိုဟာတလို့ခေါ်မှပြောထားတယ်ဝမ်းမြောက်ခြင်းဆိုတဲ့အကျိုးတရားကြီးဖြစ်လာနော်မိမိစောင့်နေတဲ့သီလကိုအကြောင်းပြုပြီးတော့စဉ်းစားတိုင်းမိမိရဲ့တန်တမှာပါမုဇလို့ခေါ်တဲ့ဝမ်းမြောက်တဲ့သဘောတရားလေးဖြစ်တယ်အဲ့ဒီဝမ်းမြောက်တယ်ဆိုတဲ့သဘောတရားဖြစ်ရင်ရှေ့ဆက်ဘာဖြစ်တယ်လဲဆိုတော့ပီတိဇာယတိတဲ့နှစ်သက်မှုဆိုတဲ့ပီတိသဘောတရားလေးဖြစ်လာကိုသီလစင်ကြယ်တာလေးကိုအကြောင်းပြုပြီးတော့နှစ်သက်တယ်ဆိုတဲ့ပီတိသဘောတရားလေးဖြစ်လာစိတ်တရားနော်နှစ်သက်တယ်ဆိုတဲ့သဘောတရားလေးဖြစ်အဲ့ဒီပီတိလေးဖြစ်လာရင်ဘာဆက်ဖြစ်တယ်လဲဆိုတော့ကာယောပတ္တံပတိတဲ့ကိုကြီးငြိမ့်အေးပြီးတော့သွားတယ်နော်ကိုမှာပူပန်မှုနေမရှိတော့သီလကိုအကြောင်းပြုပြီးတော့ဖြစ်သွားတာနော်တိမ်မွေ့မရှိတော့အဲ့ဒါလို့စိတ်ကလေးသီလနဲ့ပြည့်စုံတာအကြောင်းပြုပြီးတော့ကာယပတ္တံပတိစိတ်တပတ္တံပတိလို့ခေါ်တဲ့ကိုယ်စိတ်တွေငြိမ့်အေးသွားပြီဆိုရင်ဘာဖြစ်လာလဲဆိုတော့ဒုက္ခဝေဒနာချမ်းသာတဲ့ဝေဒနာကိုခံစားလာရတယ်ပူပန်မှုတွေမရှိတော့ဘူးလေပူပန်မှုတွေမရှိတော့ဘာလို့ချမ်းသာတယ်ဆိုတဲ့ဝေဒနာလေးမြည့်ရဲ့တန်ဖြစ်တယ်ဝေဒနာလေးခံစားရတယ်ပေါ့အဲ့ဒီဝေဒနာလေးဖြစ်လာလို့ရှိရင်ဒုက္ခိနောတမာတိယတိဟောအဲ့ဒီချမ်းသာတဲ့ဝေဒနာလေးအပေါ်မှာအာယုံပြုပြီးတော့မိမိတို့အဲ့ဒါလေးအပေါ်မှာပြန်ပြီးတော့အာယုံပြုပြီးတော့နေရလို့ရှိရင်တမာတိလို့ခေါ်တဲ့စိတ်ကလေးတည်ကြည်မှုကလည်းဖြစ်လာတယ်စိတ်ကလေးတည်ကြည်ပြီးတော့သွားအဲ့လိုစိတ်ကလေးတည်ကြည်ပြီးတော့သွားပြီးတော့ဆက်ပြီးတော့မိမိတို့ဝိပဿနာဓာတ်ကြီးအားထုတ်လိုက်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကမိမိပါရမီအားလျော်စွာမဉ္ဇဉ်ဖုန်ဉဏ်ကြီးထိအောင်ရောက်ရှိနိုင်ခြင်းဆိုတဲ့အကျိုးတရားတွေရနိုင်တယ်တဲ့ဒါကြောင့်မလို့ဇနေတိကိတ္တိဟာပင်စာကြောကြောတရင်နဲ့လည်းပြည့်စုံနေဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းဆိုတဲ့အကျိုးတရားကိုလည်းရနိုင်ပါတယ်လို့အဲ့ဒါလို့ဝိတ္တုတိမေအထာတာဆရာကတော့အဲ့လိုမိန့်ထားတာနော်ဒါမှမဟုတ်သီလဟာမိမိတို့အတွက်အမတန်အားကိုးဖို့ကောင်းတယ်ဆိုတာလေးကိုဒါလေးတွေကြည့်ပြီးတော့မိမိတို့သဘောပေါက်ဖို့ပေါ့နော်တော့သီလရဲ့အကျိုးတရားလေးတွေပြောပြအောင်ပြစ္ဆုတ်ပန်ရဲ့အကျိုးတရားရနော်ဘုန်းကြီးတို့တန်တရာခီးအတွက်လည်းအကျိုးတရားရအဲ့တော့တန်တရာအတွက်အကျိုးရပုံလေးရှိဥစွာပြောပြဘုန်းကြီးတို့ကတ္တဗမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တုန်းကခိုးသားဓမြ900ရှိကြတယ်ဆိုကြပါစို့ခိုးသားဓမြ900သူတို့ကလူက900ဆိုတော့မြို့တွေရွာတွေကိုလိုက်ပြီးတော့ဖျက်ဆီးတာဥစ္စာပစ္စည်းတွေယူလူတွေတတ်အဲ့လိုလုပ်တာအဲ့လိုလုပ်ပါများလာတဲ့အခါကျတော့ဒီမြို့ရွာမှာရှိတဲ့ပုဂ္ဂိုလ်တွေကသူတို့ကိုမခံနိုင်တော့ဘာလုပ်ကြတယ်ကဲဒီပုဂ္ဂိုလ်တွေနောက်လာလို့ရှိရင်တို့ကလည်းစုပေါင်းပြီးတော့သူတို့ကိုပြန်ပြီးတော့ခုခံမယ်ဆိုပြီးတော့အဲ့ဒါမြို့မှာရှိတဲ့ပုဂ္ဂိုလ်တွေရွာမှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးစုပေါင်းပြီးတော့လက်နဲ့ဒီကိုကြီးနဲ့ဆွဲပြီးတော့စောင့်နေရအဲ့လိုစောင့်နေတဲ့အချိန်ကာလမှာပဲအဲ့ဒီခိုးသား900တို့က
သူတို့လည်းပဲပစ္စည်းတွေရအောင်နော်ပစ္စည်းတွေမပေးရင်လူတွေတတ်မယ်ဆိုတဲ့ရွေချက်ပြန်လာကြလာတော့တခါတည်းအဲ့ဒီမှာရှိနေတဲ့နော်အစုဝေးနဲ့စုပေါင်းပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေကဒုတ်တွေဓာတ်တွေဆွဲပြီးတော့လိုက်တဲ့ခါကျတော့ခိုးသား900ပစ္စည်းဥစ္စာတွေမယူနိုင်တော့ဟာကြောက်လန့်ပြီးတော့သူတို့တည်းများတော့သူတို့ကကြောက်လန့်ပြီးတော့ပြေးကြနောက်ကလိုက်သူတို့ကရှေ့ရပြေးရင်ပြေးနေပြောတော့တိုးတဲ့ရောက်သွားတဲ့ခါကျတော့သူတို့ပုံမှုနေရာရှာတာနော်အဲ့ဒီတိုးတဲ့မှာလဲပုံစံနေရာကကြီးကြီးမားမားကမရှိတော့ဘာပြီးတော့တွားတွေ့တယ်လေလို့ဆိုတော့အဲ့ဒီကြောက်တောင်ကြီးတစ်ခုပေါ်မှာသတင်းသုံးနေတဲ့ရန်တော်တစ်ပါးတွားတွေ့နော်အဲ့တော့သူတို့ကကိုယ်ဝယ်ရရှာဒီရန်တော်အပြင်တို့ရဲ့ကိုယ်ဝယ်ရဖြစ်နေတာပဲဆိုပြီးတော့အဲ့ဒီရန်တော်ရဲ့ခါတဲ့ဘေးမှာတွားပြီးတော့အားလုံးဝစ်စင်းပြီးတော့ရန်တော်ရှ िख ိုးပြီးတော့သူတို့ရှောက်ကြတယ်တပည့်တော်တို့ကဲပါဗျာတပည့်တော်တို့ကိုအရှင်ဘုရားအနေနဲ့ကိုယ်ဝယ်ရအနေအပြင်ရှင်ဘုရားကဲပါဗျာဆိုတော့မင်းတို့ကိုယ်ဝယ်ရအနေအပြင်ငါလည်းဒီပြင်တော့မတတ်နိုင်ဘူးကွာမင်းတို့အဲ့တော့တိလာတရားဆောက်တည်ကြနော်တရဏဂုံ3ပါးနဲ့တကွ5ပါးတိလာမိတို့ဆောက်တည်ကြဆိုပြီးတော့ရန်တော်ကသူတို့ကိုတရဏဂုံလည်းချပြီးတယ်5ပါးတိလာကိုလည်းချပေးပြီးတော့တိလာခံယူဆောက်တည်ခိုင်းရတော့အဲ့ဒါတိလာပြည့်စုံသွားတယ်အဲ့တော့မှရန်တော်ကမိမိတို့အသက်ကိုအကြောင်းပြုပြီးတော့မိမိတို့တိလာကိုမပြည့်စည်စေနဲ့တိလာကိုမပြည့်စည်အောင်မိမိတို့နေကြအသက်သေးလဲအသေးခံနော်သူတို့နောက်ကလိုက်နေပြီလေရန်တော်ကလည်းသိနေပြီလေအဲ့တော့ဟိုကနောက်ကလိုက်လာကြပြီသူတို့ကခါတဲ့တီလာတွေယူပြီးတော့ရန်တော်မိတ်တဲ့အတိုင်းတီလာတွေတို့ရဲ့အာကိုရပဲဆိုပြီးတော့အဲ့ဒီမှာပဲနေကြတာနောက်ကလူတွေကဝိုင်းလာတော့မိတဲ့အခါကျတော့တခါတည်းအဲ့ဒီခိုးသား900ကိုဝိုင်းလာတဲ့ပုံကိုယ်ကြီးအားလုံးဒုတ်တွေဓာတ်တွေနဲ့ရက်တဲ့ခါကျတော့အဲ့ဒီပုဂ္ဂိုလ်ဒီအားလုံးတေးကိုည900လုံးတေးတာတေးရတဲ့ခါတော့ဘာဖြစ်တုံးသူတို့ကတီလာကိုအာယုံပြုတ်ပြီးတော့တေးသွားတဲ့အတွက်ကြောင့်အဲ့ဒီတီလာကုသိုလ်ကံရဲ့အစွမ်းအားဖြင့်တာဝိနာနတ်ပြည်မှာနတ်သားတွေသွားဖြစ်ကြတယ်ခိုးသူတွေနော်သူများဥစ္စာခိုးတယ်သုံးတာသူဓမ္မအသက်တွေတတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေတောင်မှဒီကနေ့ခါကာလမှာသူစောက်တည်ရတဲ့တီလာကုသိုလ်အဲ့ဒီကုသိုလ်ကံရဲ့အစွမ်းဖြင့်ဒါဘုန်းကြီးတို့ပြောမယ်ဆိုရင်အာတဏကံအကျိုးပေးတာပေါ့နော်အာတဏကံဆိုတာဘုန်းကြီးတို့ကံလေးမျိုးရှိတဲ့အထက်မှာအာတဏကံပေဂာနိအခါကာလမှာအာယုံပြုတ်နိုင်တဲ့ကံလေးအာတဏကံလို့ခေါ်တယ်အဲ့ဒီကံလေးကအာယုံပြုတ်လိုက်တဲ့ခါကျတော့တိလကုသိုလ်ကံအဲ့ဒီတိလကုသိုလ်ကံဝင်ပြီးတော့အကျိုးပေးလိုက်တဲ့ခါကျတော့တခါတည်းအဲ့ဒီပုဂ္ဂိုလ်ကြီးနတ်ပြည်ရောက်သွားခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကအကြည်မှုဖြစ်တဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေကသူ့ရဲ့ငယ်သားနတ်တွေဖြစ်တယ်အစုဝေးကြီးနဲ့သွားပြီးတော့ဖြစ်တယ်လို့အဲ့ဒါလို့ကျမ်းဂန်မှာနော်တိလရဲ့အကျိုးတရားရပုံကိုအဲ့လိုပြထားတာလေးရှိတယ်ဒါမှမဟုတ်တိလမိမိတို့အတွက်အမတန်အာကိုသင်အာကိုတိုက်တယ်လို့လေဒီအကျိုးတရားလေးကြည့်ပြီးတော့ဒုဒကာဓမ္မဒီသဘောပေါက်ရမယ်ပေါ့နော်နောက်အပါရဏေယကျင်စတိလတမဒါနလို့ခေါ်တဲ့မထေရအကြောင်းလေးပြောပြအောင်5ပါးသီလဆောက်တည်တဲ့ပုဂ္ဂိုလ်ယဟန်တော်ပေါ့သူကနော်အဲ့ဒီပုဂ္ဂိုလ်က5ပါးသီလဆောက်တည်တယ်ဘယ်ချိန်တုန်းကသူဆောက်တည်ခဲ့တယ်လဲလို့ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဘုန်းကြီးတို့အခုဒီဗဒ္ဒကဘာနေပြန်ပြီးတော့နောက်ကိုကြည့်လိုက်လို့ရှိရင်တသင်္ချေနဲ့ကဘာတသိန်းကာလအဲ့ဒီအချိန်ကာလတုန်းကအနောမတ္တိလို့ခေါ်တဲ့မြတ်စွာဘုရားတင်ကိုတော်မြတ်ကြီးလောကမှာပွင့်တော်မူခဲ့တယ်အနောမဓာတ်တိလို့ဘွဲ့အမည်ရှိတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးပွင့်တဲ့အချိန်နော်မြို့ကဘာမြို့လဲဆိုတော့စန္ဒဝတီမြို့အဲ့ဒီမြို့မှာအမျိုးသားလေးတယောက်ရှိအဲ့ဒီအမျိုးသားလေးကစီးကျဲနော်သူကုသိုလ်ကံကြီးရှေ့တော့လုပ်ခဲ့တာပေါ့ဒါပေမဲ့ကုသိုလ်ကံကြီးကနဲလာတဲ့ခါကျတော့အဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားပွင့်တဲ့အချိန်အနောစန္ဒဝတီလို့ခေါ်တဲ့မြို့မှာဖြစ်တဲ့ခါကတော့သူကဆင်းရဲတဲ့အမျိုးမှာသွားဖြစ်တယ်တနေ့လုံးမှတနေ့စားရတယ်သူရင်ငါဘဝရောက်တာပေါ့နော်အဲ့လိုနေနေသူ့အနေနဲ့ဘာတွေးမိတယ်လို့ဆိုတော့အသက်ရွယ်လေးရလာတဲ့ခါကျတော့လောကကြီးကြည့်လိုက်တဲ့အခါမှာမီး3ပါးတွေနဲ့ဝိုင်းနေတဲ့လောကကြီးပဲနော်လောကကြီးကိုအသိဉာဏ်လေးနဲ့ရှင်းပြီးတော့သူစဉ်းစားလိုက်တဲ့ခါကျတော့မီး3ပါးနဲ့လောကကြီးကဝိုင်းနေတာပဲဘာမီးတွေလဲရာဂမီးတွေဒေါသမီးတွေမောဟမီးတွေအကုသိုလ်မီး
အမြဲတမ်းလောင်နေရတာနော်အခုခေတ်ကြီးပိုဆိုးတာပေါ့ဘာဖြစ်လဲဆိုတော့အခုကဘုန်းကြီးတို့ကလိယုတ်လို့ခေါ်တဲ့ဆုတ်ကခတ်ကဆုတ်ကကာလအချိန်ကဖြစ်တဲ့အတွက်ကြောင့်ကျင့်ကိုတရားကြီးပျက်စီးတာကြီးများလာဘုန်းကြီးတို့ကျမ်းဂန်များတော့ဥမာပေးတယ်နော်ဘုန်းကြီးတို့ခုံခြေတော်၄ချောင်းရှိတဲ့ခုံဆိုကြပါစို့အဲ့ဒီခြေတော်၄ချောင်းရှိတဲ့ခုံမှာကလိယုတ်ခေတ်ကာလဆိုတော့ဘာနဲ့တူတယ်လဲမသိဘုန်းကြီးတို့ခြေတော်၃ချောင်းပျက်စီးပြီးတော့ခြေတော်တစ်ချောင်းနဲ့ကြံတဲ့ခုံကြီးနဲ့တူတယ်ထိတ်ရသိရအမတန်ခက်သွားတယ်နော်ခြေတော်တစ်ချောင်းနဲ့ဆိုတော့သူဘယ်ဦးနည်းဖြစ်နိုင်မှာနော်အဲ့ဒါတော့ဖြစ်တဲ့ကလိယုတ်အခါကာလကြီးဖြစ်နေအဲ့ဒီအချိန်ကာလမှာဖြစ်တဲ့အခါကျတော့ तू ဟာဒီမီးတွေလောင်းနေတာကိုသူ့အနေနဲ့အမတန်ကြောက်လောကကြီးပြန်ကြည့်တော့တဲ့ဇရာဆိုတဲ့မီးတွေဗျာတိဆိုတဲ့မီးတွေမရဏဆိုတဲ့မီးတွေဒါတွေလည်းတွေ့ရအောင်အဲ့တော့ဒီတန်တရာကြီးဝကြီးရလွတ်ငါဘာလုပ်ရမလဲအဲ့ဒီအမျိုးသားလေးကစဉ်းစားတဲ့အခါ तू ကဆင်းရဲတယ်ဒီဆင်းရဲတဲ့ကြောင့် तू မှာဝိတုပစ္စည်းရလည်းမရှိဘူးငါဒါနကုသိုလ်လည်းမပြုတ်နိုင်နော်နောက်သမထဘောနာဝိပဿနာဘောနာတရားဒီအထုတ်ပူကြအောင်လဲငါအချိန်မပေးနိုင်တတိလို့မှတနေ့စားရတာကြီးအဲ့တော့ဘာဝနာတရားတွေသွားပြီးတော့အမထုတ်နိုင်အဲ့တော့ငါဘာလုပ်မလဲတီလဆောက်တည်ရရင်ကောင်းပဲလို့ခေါ်သူအကြံဖြစ်လာအဲ့ဒါနဲ့ဘုရုရှိသွားတယ်လဲဆိုတော့အနောမတတိမြတ်စွာဘုရားတင်ကိုရောမြတ်ကြီးရဲ့တပိတာဝကဖြစ်တော်မူတဲ့နိတဘာလို့ခေါ်တဲ့ရဟန္တာအရှင်မြတ်ကြီးထံသွားပြီးတော့သူ့ကို၅ပါးတီလပေးပါလို့အဲ့ဒီရဟန်းတော်ရှင်မြတ်တရားထံမှာ၅ပါးတီလဆောက်နော်၅ပါးတီလဆောက်တယ်သူတို့အချိန်ကာလတုန်းကတက်တန်းဘလောက်ရှိတဲ့အချိန်ကလူတို့ရဲ့တက်တန်းအနှစ်တသိန်းရှိတဲ့အချိန်ကာလအဲ့တော့သူကအနှစ်တသိန်းကာလပတ်လုံးနေတိုင်းအဲ့ဒီ၅ပါးတီလကိုမပြတ်အောင်သူဆောက်တည်ခဲ့တာနော်အဲ့လိုဆောက်တည်ခဲ့ရတဲ့ကုသိုလ်ကံရဲ့အစွမ်းတတ္တိကြောင့်သူသေဂာနိခါကာလကြတော့တောင်းနေတာနတ်ပြည်ကနေခါတဲ့ယထာ1000လာပြီးတော့စိုက်တယ်သူ့တိုင်းနတ်ပြည်ကိုလိုက်ပါဆိုပြီးတော့နတ်သားတွေကလာပြီးတော့ယထာ1000နဲ့လာပြီးတော့သူ့ကိုခေါ်ကြတယ်သူစိတ်ထဲမှာမြင်တာကိုပြန်ပြီးတော့ပြောပြနေတာနော်သူကအေးအဲ့ဒီလိုနဲ့သူတည်သွားတဲ့ခါကျတော့ဘယ်ရောက်သွားသလဲဆိုရင်ဘုန်းကြီးတို့တောင်းနေတာနတ်ပြည်ရောက်တရားမင်းကြီးသူကသွားဖြစ်တယ်တရားမင်းကြီးဘယ်နှကြိမ်ဖြစ်တယ်လဲဆိုတော့အကြိမ်30ငါးပါးတီလာဆောက်တည်ခဲ့တာနော်နတ်ပြည်သွားဖြစ်တဲ့ခါကျတော့တာဝိတာနတ်ပြည်မှာတရားမင်းကြီးအဖြစ်နဲ့အကျိန်30နတ်သမီးတွေချမ်းချမ်းပြီးတော့နတ်တို့ရဲ့စီရင်ချမ်းသာတွေခံစားရအဲ့ဒီကနေပြန်ပြီးတော့ဆင်းလာတဲ့အခါကျတော့လူပြည်ရောက်တော့လေလူတို့မှာအမျက်ဆုံးဖြစ်တဲ့စัจ java မင်းကြီးသူကဖြစ်ပြန်နေစัจ java မင်းကဘလောက်ဖြစ်ခဲ့တယ်လဲဆိုရင်ဘုန်းကြီးတို့တသိန်းချင်းတဲ့ကဘာတသိန်းဆိုတော့နဲတဲ့ကာလမှာမဟုတ်ဘူးအဲ့ဒီကာလအတွင်းမှာစัจ java မင်းဖြစ်တဲ့အချိန်မို့က85ချိန်သူဖြစ်ခဲ့တယ်စัจ java မင်းဆိုတာနော်အမတန်မုံမြတ်တဲ့မင်းကျွန်းလုံးကဘာကြီးတစ်ခုလုံးကိုသူအုပ်ချုပ်နိုင်တဲ့မင်းနော်စัจ java ရတနာနဲ့အုပ်ချုပ်တာဒီပြင်လက်နက်တွေဘာမှမပါဘူးပါနောနာဝန္တဘတ္တဝါတွေမတတ်နဲ့အရိဏဒာယိတပံသူတို့ဘာဥစ္စာပစ္စည်းတွေမခိုးနဲ့မူသာဗဏိတပံမဟုတ်မှန်းတဲ့စကားတွေမပြောနဲ့စသည်ဖြင့်၅ပါးတီလာပဲအချင်းချုပ်လေးချပြီးဒါတွေမိမိတို့လိုက်နာကြလက်နက်တွေဘာမှမပါဘူးအဲ့ဒီ၅ပါးတီလာစောင့်ထိန်တဲ့လောကကြီးငြိမ်းချမ်းပြီးတော့စัจ java မင်းကြီးကအဲ့လိုအုပ်ချုပ်နေတာအဲ့ဒါလိုအုပ်ချုပ်နိုင်တဲ့စัจ java မင်းကြီးကအကြိမ်ပေါင်း85ကြိမ်ဖြစ်ခဲ့နော်နောက်ဘုန်းကြီးတို့ဗရေတရေမင်းဆိုတာယခုလိုနိုင်ငံတွေပေါ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်းမရှိတဲ့မင်းရှိတယ်နော်ထိုင်းနိုင်ငံမှာလည်းသူ့မင်းတွေရှိတယ်စသည်ဖြင့်အဲ့ဒါလိုနိုင်ငံလေးတွေသူ့အနေနဲ့သူအသီးသီးအုပ်ချုပ်တဲ့မင်းကဗရေတရေမင်းလို့ခေါ်တာအဲ့ဒီဗရေတရေမင်းကြတော့ဘယ်နှကြိမ်ဘယ်လောက်ဖြစ်တယ်ဆိုတာရေတွက်လို့တော့မရနိုင်ဘူးတဲ့အဲ့ဒါလိုအကျိုးတရားတွေခံစားရတယ်နော်နောက်ဘုန်းကြီးတို့အပယ်၄ပါးလည်းမရောက်ခဲ့ဘူးတန်တရာခီးမှာနော်တသိန်းချင်းတဲ့ကဘာတသိန်းကာလပတ်လုံးဘုန်းကြီးတို့ဟောဒီဗတ္တကဘာရောက်တဲ့အချိန်ကာလတိုင်အောင်အဲ့ဒီအတွင်းမှာငရဲတိစ္ဆာပိဋ္ဌအတုကဲဆိုတဲ့အပယ်၄ပါးဘုံထနာလဲသူမရောက်ခဲ့ပါဘူး၅ပါးသီလဆောက်တည်ရတဲ့အတွက်ကြောင့်သူကအကျိုးတရားတွေပြန်ပြီးတော့ပြောပြသူရဟန္တာဖြစ်ပြီးတဲ့ခါမှဒါပြန်ပြီးတော့ပြောပြတယ်သူကနော်နောက်ဖြစ်လာတဲ့ဘဝတိုင်းမှာနော်စီးစိမ်ဥစ္စာတွေကလည်းများစွာရပါတယ်နော်ပညာဉာဏ်လေးအမတန်ကိုထက်မြက်တဲ့အကျိုးတရားတွေသူရပါတယ်နော်အချမ်းရံပရိသတ်တွေကလည်းပြည့်ပြည့်စုံသင်ခြင်းဆိုတဲ့အကျိုးတရားတွေရပါတယ်
အဲ့ဒီအကျိုးတရားတွေကိုလည်းပဲဘဝတိုင်းမှာသူခံစားရရှိပါတယ်အဲ့ဒါလို့ခံစားပြီးတဲ့နောက်ပိုင်းနော်ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးပွင့်လာတဲ့အခါကျတော့ဝေသာလီမြို့မှာအမတန်ချမ်းသာတဲ့တထေးရဲ့တာသွားပြီးတော့သူအဖြစ်မဟာတာလလို့ခေါ်တဲ့တထေးရဲ့တာသွားပြီးတော့သူအဖြစ်နော်အဲ့လိုဖြစ်လာပြီးတော့သူ9နှစ်သားအရွယ်ရောက်တာ9နှစ်သားတော့မဟုတ်တော့9နှစ်သားအရွယ်ရောက်9နှစ်သားအရွယ်ရောက်တဲ့ခါကျတော့သူ့ရဲ့မိဘတွေကဝါဆိုကန်ဒီအချိန်ကာလကြတော့ဝါဆိုသင်္ကန်းကပ်ပွဲကျက်ပါတယ်နဲ့တူပါတယ်အဲ့ဒီအချိန်ကာလမှာမိဘတွေကရန်တော်ရှင်မြတ်တွေပင်းပြီးတော့အလှူဒန်းလုပ်တော့5ပါးသီလခံယူဆောက်တည်တယ်အဲ့ဒီ5ပါးသီလခံယူဆောက်တည်တာကိုသူ့အနေနဲ့ကြားလိုက်တဲ့အခါကာလကြတော့သူကဘာတသိန်းကာလပတ်လုံးအနှစ်တသိန်းကာလပတ်လုံးဆောက်တည်ကြရတဲ့သီလကုသိုလ်ကံလေးကသူ့ရဲ့တန်တန်ပြန်ပေါ်လာပြီးတော့အဲ့ဒီသီလကိုသူအာရုံပြုလိုက်တယ်နော်အာယုံပြုပြီးတော့ဆက်ပြီးတော့ဝိပဿနာတရားတွေအားထုတ်လိုက်တဲ့အခါမှာအဲ့ဒီကလေးလေးက9နှစ်သားနဲ့ရဟန္တာဖြစ်ပြီးတော့သွားတယ်နော်သီလရဲ့ကုသိုလ်တရားဘလောက်မြန်ထူးကြတယ်လဲဆိုတာနော်9နှစ်သားလေးတခါတည်းဘုရားရှင်ကိုတော်မြတ်ကြီးထံမောက်မှာသူကရဟန်းပြုလိုက်ရတာပေါ့နော်ဘုရားရှင်ကိုတော်မြတ်ကြီးကလည်းဒီကလေးလေးရဲ့ကျေးဇူးကုန်တွေကိုအာယုံပြုပြီးတော့အဲ့ဒီကလေးကို9နှစ်သားနဲ့ရဟန်းဘဝကိုရောက်အောင်ချီးမြှောက်ပေးလိုက်တယ်တဲ့အဲ့ဒါနောက်ဆုံးကြတော့ရဟန္တာဖြစ်ပြီးတော့ပြိဋိဘံပြုရခြင်းဆိုတဲ့အကျိုးတရားခံစားပြီးတော့သွားရတယ်နော်ဒါကြောင့်မလို့သီလတရားဟာမိမိတို့အတွက်အမကန်ကိုအားကိုးရာအားထားရာဖြစ်ပါလေလောကီပစ္စုပန်မှာလည်းများစွာသောအကျိုးတရားတွေရနော်တန်တရာခင်းကြတော့လေငရဲတိရစ္ဆာန်တိတ်တာအတုတွေကဲဆိုတဲ့အပယ်လေးပါဘုံဒါနကင်းပြီးတော့နော်နောက်ဆုံးရဟန္တာဖြစ်ပြီးတော့ပြိဋိဘံဝင်ဆံနိုင်ခြင်းဆိုတဲ့အကျိုးတရားတင်အောင်ရတယ်ဒါကြောင့်မလို့သီလတရားဟာမိမိတို့အတွက်အမတန်အားကိုးသင့်အားကိုးတိုက်တဲ့တရားဖြစ်တယ်လို့ဒီလိုအားလုံးသဘောပေါက်ဝမ်းမြောက်တော်မူကြပြီးတကားလားယနေ့ယခုတာချီလိမ့်မြို့နယ်ရဲ့ကျက်တည်အကြောင်းဖြစ်တဲ့ရွှေဒဂုံစီတော်မြတ်ကြီးရဲ့ပရဝုံအတွင်း၌ကျင့်ပအပ်တဲ့ဓမ္မသဘင်စင်ကျင့်ပပြုလုပ်ကြတဲ့အချိန်ကာလမှာစောင့်တည်ရတဲ့သီလကုသိုလ်ကံစေရနာတရားတော်မြတ်တွေကိုဂျိုတိစွာနာယူရတဲ့ဓမ္မသဝနာဘဝနာကုသိုလ်ကံစေရနာအရာ4မျက်နှာအရာ8မျက်နှာအရာ10မျက်နှာမှာရှိတဲ့အလုံးသောဝိနည်းတတ္တဝါတွေကျမ်းမာချမ်းသာကြပါစေလို့မေတ္တာပွားနှမြပွားများရတဲ့ဘဝနာကုသိုလ်ကံစေရနာတရားတော်ကိုပူဇော်တဲ့အနေအားဖြင့်ဘေတိဇဒါနအဖြစ်ဖြင့်ဆေးလူဒါနတွေလှူဒါန်းတဲ့ဒါနကုသိုလ်ကံစေရနာဘုန်းကြီးအလိုတော်ပြည့်ဗုဒ္ဓရုပ်ပွားတော်များနှင့်လာဘမုနိပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များကိုအတီးတီလှူဒါန်းရတဲ့ဗုဒ္ဓပုဇဏိယကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်မြတ်မြတ်တဲ့ကုသိုလ်ကံစေတအဖျားဖျားတို့ကြောင့်အလုံးတော်ယံသံဃာတော်ရှင်များများနှင့်တကဝယနေ့ကောင်းတော်မူလာကြတဲ့ဒကာဒကာမှာပေါင်းတော်ကောင်းတို့အနေနဲ့မိမိတို့အတွေ့ပစ္စုပန်မှာလည်းအာကိုရာတမန်တော်ဘဝမှာလည်းအာကိုရာဖြစ်တဲ့သီလတရားမိမိတို့ကျင့်သုံးရမယ်သီလတရားကိုမကြိုးမပေါက်မပြောင်းမကြားအောင်စောင့်တည်နိုင်ကြပြီတကားလားမိမိတို့ယနေ့ပြုစုအားထုတ်ရတဲ့ကုသိုလ်ကံစေရနာမိမိတို့ကိုယ်တိုင်ကျင့်သုံးစောင့်တည်ရတဲ့သီလကုသိုလ်ကံစေနာတို့ရဲ့အစွမ်းတတ္တိအားလျော်စွာမိမိတို့အလိုရှိရတောင်းတရတဲ့ကောင်းကျိုးချမ်းသာမင်္ဂလာဖျားဖျားတို့နဲ့ပြည့်စုံကြပြီးဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအစစ်မှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမြတ်ကိုမဉ္ဇဉ်ဘုံဉဏ်ဖြင့်လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြသည့်သူတော်စင်များဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုဆက်လက်၍အစီအစဉ်ရဆရာတော်ဘုရားကြီးနဝကမနှင့်စေပရိသာပင်ဖြင့်လူတန်းကြသောအလှရှင်10ဦးတို့ဟာဆရာတော်ကြီးကိုယ်တိုင်ဂုဏ်ပြုမှတ်တမ်းတော်များပြန်လည်ချင်းမြင့်ပေးမှာဖြစ်ပါတယ်ရှေးဥစွာဘုံကြီးကျော်မင်းထွန်းဒေါ်ညင်းကြီးထွန်းတာမောင်မင်းပြည်စုံကိုမိသားစုတို့မှ
ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ပါရန်ဒေသစွာဖြင့်ဖိတ်မှန်ကပြုအပ်ပါတယ်ခင်ဗျာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝေတုံဒေါ်လလထေမိသားစုတို့မှဂုဏ်ပြုမှတ်တမ်းတော်များလက်ခံရယူပေးနေမှရန်ပန်ကြားပါတယ်။ဆက်လက်ရေးကုထုံးနေဦးလူမှုထူးချွန်ပရမစင်ဒေါခင်ခင်ချိုဟိုတယ်တာချီလက်မိသားစုတွေနဲ့ဘရင်တော်စင်မိသားစုတို့မှဂုဏ်ပြုမှတ်တမ်းတော်များလက်ခံရယူပေးနေမှရန်ပန်ကြားပါတယ်။ဆက်လက်ပြီးတော့တရားသူတော်မှမနီဇောဒတရဦးတင်နိုင်ဒေါ်နန်းမိမိလေးညသာအစည်းအရုံးနဲ့အဆွေတော်မိသားစုတို့မှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်ရန်ပန်ကြားအပ်ပါတယ်ဆက်လက်ပြီးတော့တိရိသူရမမဏိဇောဒတရာမင်္ဂလာဓမ္မဇောတိကတဇဥအာဒီဒေါခင်ခင်ထွေးစံလင်းပြုတ်ကုမ္ပဏီမိသားစုတို့မှဂုဏ်ပြုမှတ်တမ်းလွှာများလက်ခံရယူပေးနိုင်မှရန်ဖိတ်မှန်ကပြုအပ်ပါတယ်ဒီစရဲမှာပဲတရားသူရမမဏိဇောဒတရာဥအောင်နိုင်တိရိသူရမအသိငီဒေါ်နန်းကြံခန်းဝမ်းကြီးဝါမီဟိုတယ်မိသားစုတို့မှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနေမှရန်ဖိတ်မှန်ကပြုအပ်ပါတယ်ဆက်လက်ပြီးတော့လူမှုထူးချွန်ပရမစင်ဥပိုလ်လေးမိသားစုမှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနေမှရန်ဖိတ်ကြပါတယ်ဆက်လက်ပြီးရွှေကုန်းစေတီတော်ဂောဘကအဖွဲ့ဥက္ကဋ္ဌဦးစောမြင့်ဒေါ်မမဝင်းရွှေမင်းမျိုးကုမ္ပဏီမိသားစုတို့မှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနေမှရန်ဖိတ်မှန်ကပြုအပ်ပါတယ်ဆက်လက်ပြီးတော့ရွှေကုန်းစေတီတော်ဂောဘကအဖွဲ့ဥက္ကဋ္ဌဦးစောမြင့်နဲ့ဂောဘကအဖွဲ့ဝင်တဦးတို့မှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်မှရန်ဖိတ်မှန်ကပြောပါတယ်ဆက်လက်ပြီးတော့ဦးအိုက်ဖဒေါ်နန်းစံဖောင်းမိသားစု SP ဟိုတယ်တို့မှဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရယူပေးနိုင်မှရန်ဖိတ်မှန်ကပြောပါတယ်ခင်ဗျာဆက်လက်၍လူမှုထိုးချုံပရမစင်
ဦးဆိုင်နူမောက်တနန်းဆိုင်ဟာမိသားစုဟိုမဲ့ကုန်နေမိသားစုမှာဂုံမျိုးမှတ်တမ်းတော်လက်ခံရယူပေးနိုင်မှရန်ဖိတ်မှန်ကပြောပါတယ်ခင်ဗျာဒီကုကဲ့သို့ဆရာတော်ဘုရားကြီးဘဝကမလူငွေနဲ့ကျမ်းမာရေးစောင့်ကြောင်းမှုစေပရိသပင်လူတန်းကြသောလူရှင်များအားလုံးကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဘုရားမြတ်စွာသာသနာတော်မြတ်ကြီးကိုစတဲ့ဘုတိုး၍လူတန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များမိသားစုများဖြစ်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာသာဓု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 ဆက်လက်၍အစီအစဉ်ရလူရမှုစုစုတို့တွေရေစက်သွန်းလောင်းမိအမြတ်တမ်းပေးမိအစီအစဉ်ဖြစ်ပါတယ်တောင်ရှိပုဂ္ဂိုလ်များကရေစက်ခွင့်များအစီအစဉ်ပေးနိုင်ကြပါရန်ပန်ကြားပါတယ်ခင်ဗျာကွန်ပျူတာမှတ်တမ်းလွှာလက်ခံရရန်အတွက်အလူရှင်တဦးကြံရှိနေပါသေးတယ်ကွန်ပျူတာမှတ်တမ်းလွှာမီလီယေတာစီလေးမျိုးမီလီယေဦးဆောင်ကော်မတီအဖွဲ့မှနေပြီးတော့ကွန်ပျူတာမှတ်တမ်းလွှာလက်ခံရယူပေးနိုင်မှရဖိတ်မှန်ကပြောပါတယ်ယုတ်တိလိမြတ်စွာလျှောက်ထားပါသည်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သံဃမာနာကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရထဂုရုအကမဟာပန္တိတအကမဟာတရမဇောတိကတဇဒေါက်တာဗရဏစန္ဒီမဟာပိဝန္ဒမဟာဒီရှင်မြတ်ကြီးဗျာလှူဒန်းမှုအစုစုတို့အတွက်ရေစက်သွန်းလောင်းအမြတ်တမ်းပေးမိဖြစ်ပါ၍ရေစက်ချတရားချီးမြှင့်ပေးသနာတော်မူပါရန်ယုတ်တိစွာဖြင့်လျှောက်ထားအပ်ပါသည်ဗျာအားလုံးပဲမိတို့ထူတန်းထားတဲ့ကုသိုလ်ကောင်းမှုစုစုတွေအာရုံပြုပြီးတော့30ဘုံမှာရှိနေကြတဲ့ဘုရားတတ္တဝါတွေကိုရည်စက်သွန်းလောင်းပြီးတော့အမြတ်တမ်းပေးဝေကြရအောင်နော်ကဲအားလုံးပဲလိုက်ဆိုရမယ်ဣဒံနောဘုံညာဣဒံနောဘုံညာနိဗ္ဗာနတ္တပစ္စယောဟောတုအရှင်ဘုရားမြေတော်တို့သည်ယနေ့ယခုတာချီလေးမြို့မြို့ကျက်ဒီဆောင်ရွှေတကုံဇေဒီတော်မြတ်ကြီးယင်ပြင်းတော်၌ကျင်းပပြုလိုအပ်သောတ
တရားတော်ကို တရားတော်ကို ပူဇော်သည် ပူဇော်သည် ဓမ္မပူဇာသဖြင့် ဓမ္မပူဇာတပင် ရင်ချင်းပါ စီရင်ခြင်းပါ ပြုလုပ်ကြရာ ပြုလုပ်ကြရာ ယခုအခါ ယခုအခါ တ ၌ ရဏကို သုံးပါးနှင့်တကဝါငါးပါးသော သီလတော်မြတ်တို့ကို သီလတော်မြတ်တို့ကိုယိုသေးစွာ ဆောက်တည်ခြင်း ခံယူဆောက်တည်ခြင်း သီလကုသိုလ် သီလကုသိုလ် ဆရာတော်ဘုရားကြီး ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော ဟောကြားတော်မူအပ်သော တရားတော်တို့ကို တရားတော်တို့ကို ယိုသေးစွာ ယိုသေးစွာ နာယူခြင်း နာယူခြင်း ဓမ္မဘာဝနာ ဓမ္မသဝနာ ဘာဝနာကုသိုလ် ဘာဝနာကုသိုလ် ရှင်းမျက်နှာ အရရှင်မျက်နာ ရှင်းမျက်နှာ အရဆယ်မျက်နာ နေ ၌ ကြကုန်သော ရှိနေကြကုန်သော အာလုံးသော အာလုံးသော ဘာပေါင်းတို့အား တတ္တဝါအပေါင်းတို့အား မေတ္တာပေးဝေခြင်း မေတ္တာပေးဝေခြင်း ဘာဝနာကုသိုလ် ဘာဝနာကုသိုလ် ဆရာတော်ဘုရားအား ဆရာတော်ဘုရားအား တရားတော်ကို တရားတော်ကို ပူဇော်သောအဖြစ် ပူဇော်သောအဖြစ် သစ္စာဒါနအဖြစ်ဖြင့် ဘေသစ္စာဒါနအဖြစ်ဖြင့် ဝိတုငွေလွှာ ဘုထုငွေလွှာ ပြပြတို့ကို ပြတပြားတို့ကို ရာကြည်ပြု တရားကြည်ပြု စက္ကပ်ထုတန်းခြင်း စက္ကလူတန်းခြင်း ဒါနကုသိုလ် ဒါနကုသိုလ် အများပြည်သူ အများပြည်သူ ဉာဏ်ရှင်လူတို့ ယဟန်ရှင်လူတို့ ကိုယ်အားထားနိုင်ရန် ကိုယ်ကွာအားထားနိုင်ရန် ရွေကြလည်း ရည်ရွယ်ကြလေရဲ့ အလိုတော်ပြည့် အလိုတော်ပြည့် ဗုဒ္ဓရွတ်ပွားတော်များနှင့် ဘုရားရုပ်ပွားတော်များနှ လာ င့် ဘမှုနိ လာဘမှုနိ ပန်းပေါင်းစုံ ပန်းပေါင်းစုံ ဗုဒ္ဓရွတ်ပွားတော်များကို ဘုရားရုပ်ပွားတော်များကိုအတိအတိ ပေးအပ်လူတန်းခြင်း ပေးအပ်လူတန်းခြင်း ဗုဒ္ဓပူဇနီယကုသို ဘု လ် ရားပူဇနီယကုသိုလ် ဓမ္မပူဇာ ဤဓမ္မပူဇာ ဝေဒပင်ကြီး ပွဲတပင်ကြီး အောင်မြင်မြင် အောင်မြင်မြင် ရှင်းရအောင် ရှင်းမြောက်အောင် အတိအတိ အတိအတိ ဆောင်ရွက်ရသော ဆောင်ရွက်ရသော ဝိယဝိသ ဝေယဝိသ ကုသိုလ် ကုသိုလ် အစပြသော အစချသော ကုသိုလ်ကောင်းမှု ကုသိုလ်ကောင်းမှု အစုစုတို့သည် အစုစုတို့သည် တော်တို့ တပည့်တော်တို့ မိသားစုအပေါင်းတို့အား မိသားစုအပေါင်းတို့အား ဘေးရန်ကင်းကွာ ဘေးရန်ကင်းကွာ ကျမ်းမာချမ်းသာစွာဖြင့်လူရဆန္ဒအဝဝတို့ပြည့်စုံနိုင်ကြပြီဒုက္ခခတ်သိ ဒုက္ခခတ်သည် သုံးမင်းရာအစစ်မှန်ဖြစ်သော အစစ်မှန်ဖြစ်သော ချမ်းသာမြတ်တို့ နိဗ္ဗာန်ချမ်းသာမြတ်သို့ ဉာဏ်စွာ ဉာဏ်စွာ မျက်မှောက်ပြုနိုင်ခြင်း၏ မျက်မှောက်ပြုနိုင်ခြင်း ကောင်းမြတ်သော ၏ကောင်းမြတ်သော အပန်း အထောက်အပံ့ ပါစီသာ ဖြစ်ပါစေသာ မြတ်ဗျာ အရှင်မြတ်ဖရာ ဉာဏ်တော် ဣဒံနော ဘုရားဘာကံ ပုံညဘာကံ သတ္တနာ သဗ္ဗတတ္တနံ စီမ ဘာစေမ တိတော်တို့ ယပိတော်တို့ ယနေ့ယခု ယနေ့ယခု သူအားထုတ်ရသော စီဘူအားထုတ်ရသော ကုသိုလ်ကောင်းမှု ကုသိုလ်ကောင်းမှု စုစုတို့၏ အစုစုတို့၏ ဘုဘာကကို ဘုဘာကကို သူဒီမလာကုန်သော ယေရှုကြီးမာလာကုန်သော ဘဘုဘွား မိဘဘိုးဘွား ဆရာသမား ဆရာသမား မျိုးညာတက ဆွေမျိုးညာတကာ ဆိုရာဇာ မင်းဆိုရာဇာ ထား၍ အစာထား၍ 30ဘုံ 30ဘုံ ဒီကုံသော ဒီကုန်သော လုံးစုံများစွာ လုံးစုံများစွာ ဝိနည်း ဝိနေယ ဒုက္ခိတ ဒုခိတ ဒုက္ခိတတတ္တဝါအပေါင်းတို့အား၎င်း သတ္တဝါပေါင်းတို့အား၎င်း ယခု ယနေ့ယခု ဓမ္မပူဇာတပင် ဓမ္မပူဇာတပင် ကျင့်ပါရာသို့ စင်မြင်ကြပါရသောတရားတော်ကို နာယူကြရန် နာယူကြရန် ရောက်တော်မူလာကြကုန်သော ကြွရောက်တော်မူလာကြကုန်သောပရိသတ်ပေါင်း သူတော်ကောင်းတို့အား၎င်း သူတော်ကောင်းတို့အား၎င်း တပည့်တော်တို့ တပည့်တော်တို့ နေထိုင်ရာဖြစ်သော နေထိုင်ရာဖြစ်သော မြို့နယ်အတွင်း၌ ဤမြို့နယ်အတွင်း၌ အတိ အသည်အသည် ဆောက်၍ စောင့်ရှောက် နေ ၍ ကြကုန်သော နေကြကုန်သောနတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား၎
ကောင်း သူအားဖြင့် အထူးအားဖြင့် ဤရွှေတကုံ ဤရွှေတကို ဇေတော်မြတ်ကြီး သေတော်မြတ်ကြီး ၌ ၌ ရှောက်၍ စောင့်ရှောက် ကြ ၍ ကုန်သော နေကြကုန်သော မြတ်မြတ်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား၎င်း နတ်အပေါင်းတို့အား၎င်း တော်များကဲ့ တ သို့ ပည့်တော်များကဲ့သို့ သူထမ်းမြတ် ထတ်တူထတ်မြတ် နိုင်ကြရန် ရရှိနိုင်စေရန် အမြတ် အမြတ် ဒီဝိငါဘာကုန်၏ ဒေဝေငါဘာကုန် အာ ၏ လုံးသော အာလုံးသော တမအပေါင်းတို့သည် တတဝါအပေါင်းတို့သည် အမြတ် အမြတ် ကိုစီရ၍ ကိုယ်စီရ ကိုစိတ်နဲ့ပြာ ၍ကိုယ်စိတ်နှပြ မာ ကျမ်းမာ ချမ်းသာ ချမ်းသာ ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ပါစေသော ဖြစ်ကြပါစေသောအာလုံးရကြသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးရကြသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးရကြသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဆလကြီးအစီအစဉ်ရယနေ့ကျင်းပပြုလို့သောတာချီလိမ့်မြို့ရှိကိုဇေဒီတော်ရှင်မြတ်တော်၌ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်သံဃာမာနာကဖွဲ့ဥက္ကဋ္ဌတန်လင်းမြို့မင်းကျောင်းပရမညာစာတင်တိုက်ကြီးဦးစီးဗราဏနာယကအပရိဇမာရဒဂုရုအကမဟာနေပြအကမတရမဇောတိကတဇာဒေါက်တာဗရဏစန္ဒီမာပိဝန္ဒမဟာဒေရှင်သူမြတ်ကြီးဓမ္မနှစ်ဦးအထူးဓမ္မသဖြင့်တရားတော်များနာဟုကြီးကြီးမင်္ဂလာခန္ဓာကိုအောင်မြင်စွာဖြင့်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်ဗျာဒီပါရေးကြောက်တော်မူလာကြကုန်သောဒေါက်တာဗရဏစန္ဒီမာပိဝန္ဒမဟာဒေရှင်မြတ်ကြီးနှင့်တကွာအားလုံးသံဃာတော်များတရားနာပိဋကပေါင်းသူတော်ကောင်းတို့ကခန္ဓာကြီးကိုဗုဒ္ဓသာသနာစိရန်တေတုသုံးညရုပ်ဆိုဆူတောင်း၍အောင်မြင်ပြည့်မြောက်ပေးတော်မူကြပါရန်ယုတိစွာဖြင့်လျှောက်ထားပန်ကြားအပ်ပါသည်ဖျားဗုဒ္ဓသာသနာစိရန်တေတုဗုဒ္ဓသာသနာစိရန်တေတုဗုဒ္ဓသာသနာစိရန်တေတုသာဓုသာဓုသာဓု